နဲ့ခုနှစ်မှာဦးဇင်းရခဲ့ပါတယ်85ခုနှစ်ကုန်ကနေမှာဦးဇင်းသာသနာပေါင်းရောက်တယ်အဲ့ဒီကနေပြီးတော့ဦးဇင်းတစ်နှစ်ကျော်ကျင့်အဲ့ဒီမှာဦးဇင်းသောတပတ္တိမဲ့ရတယ်အဲ့ဒါကိုဦးဇင်းဟောရမှာနှစ်ပေါင်း20ကျော်မှာပထမဆုံးညုံလုံးပရိယတ္တိစာသင်တိုက်သုံးဓာတ်တိုက်မှာဓမ္မစရိယဆရာတော်ဖြစ်တဲ့ဆရာတော်ဦးစံတော်ဘာသာလက်ခံကျင်းပတဲ့ဒုံလဘပွဲမှာဦးဇင်းသူဓမ္မကံညုဆရာတော်ထုံးမှုဆရာတော်တို့ရဲ့အစစ်ဆေးခံပြီးတော့ဦးဇင်းသာသနာစဖွင့်ခဲ့ပါတယ်အဲ့ဒီမှာတော့ဆရာတော်ကြီးတွေအားလုံးစစ်ဆေးတယ်အဲ့ဒီလူမှတစ်ကြိမ်ဦးဇင်းဟောခဲ့အခုနှစ်ပေါင်း20ပြည့်ကနေမှာတုံတီးမြို့နယ်ကြောက်လောက်စာသင်တိုက်အဲ့ဒီမှာဦးဇင်းစာသင်သားတွေနဲ့တကွာသီလရှင်တွေပိဋကတ်တွေကိုဦးဇင်း14ရက်ပေါ့10ရက်စကမ်းပြရနေ14ရက်ကြာခဲ့တယ်အဲ့ဒီမှာဦးဇင်းသာသနာပြုမဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းအဲ့ဒီမှာတစ်ကြိမ်ဟောခဲ့တယ်အခုဆိုရင်3ကြိမ်နှစ်ပေါင်း20ကျော်မှာဦးဇင်းဟောတာဒါမှ3ကြိမ်မဟောပါနဲ့ဘာဖြစ်လို့လဲဆိုတော့မိမိရဲ့ဂုဏ်သိက္ခာတွေကိုတင်တယ်လို့ထင်မှကြောက်လို့မိမိကိုမိမိပါဝါထုတ်တယ်လို့ထင်မှကြောက်လို့လဲဦးဇင်းမဟောခဲ့ပါဘူးနောက်တစ်ခုကနှလုံးသွင်းနဲ့ပုဂ္ဂိုလ်ဟာဖြောင်းအောင်နှလုံးသွင်းနိုင်လို့ရှိရင်အဲ့ဒါဖြောင်းမယ်ဖြောင်းအောင်နှလုံးမသွင်းနိုင်လို့ရှိရင်အညီဆုံးဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုပြီးတော့ဦးဇင်းရှောင်ရှားပြီးတော့နေခဲ့တာနှစ်ပေါင်း20ကျော်ပါပြီနော်အဲ့ဒါကြောင့်မလို့အခုဒီပေါင်းတလေမျိုးအနေနဲ့ဦးဇင်းထင်တာကသာသနာထွန်းကားမဲ့မျိုးလို့ဦးဇင်းသိပါတယ်နော်ရိပ်မိပါတယ်အဲ့ဒါကြောင့်မလို့ဦးဇင်းဘာမှနာခံတလုံးမှမသိတဲ့ပရိယတ္တိစာပေကိုမသိဘူးမြတ်စွာဘုရားဟောတဲ့အဆုံးအမတွေကိုမသိတဲ့ခေတ်လူငယ်24နှစ်သားအရွယ်ကဦးဇင်းတရားကျင့်ရင်ရနေပြီးတော့ဓမ္မတဖို့သောတပတ္တိမဲ့သောတပတ္တိဖို့ကိုရောက်အောင်ပေါက်အောင်ကျင့်လာခဲ့တဲ့ကျင့်ပုံကျင့်နည်းကိုတရားဓမ္မတွေတရားပွားများစွာသိခြင်းအကျိုးမှာဦးဇင်းဟောပြခြင်းဖြစ်ပါတယ်နော်အဲ့တော့ဒီအခုလို့ရှင်ဗျာတရားတွေဟောနေတဲ့ဝိပဿနာတရားတွေပြနေတာတကယ်လို့ဆိုလို့ရှိရင်လူတယောက်ကပစ္စည်းတစ်ခုရောင်းတယ်ဒီပစ္စည်းကဘလောက်ကောင်းလို့လဲဘလောက်အရေးချင်းရှိလို့လဲဘလောက်တန်ဖိုးရှိလို့လဲဘလို့အသုံးဝင်လို့လဲဆိုတာကဝယ်တဲ့လူကလည်းမေးတဲ့နဲ့ရောင်းတဲ့လူကလည်းမိမိပစ္စည်းကောင်းကြောင်းအာမခံနိုင်ရအောင်အဲ့ဒီတော့မှရောင်းသူဝယ်သူအသွင်တူကြအောင်နော်အဲ့ဒါကြောင့်မလို့လောကဈေးရောက်တယ်လို့ကျွန်တော်ပစ္စည်းကတော့ဘလို့ကောင်းတယ်ဘလို့တွေနဲ့လောက်ထားတယ်ဘလို့ကြာရှည်ခံတယ်ဘလို့မှန်ကန်ပါတယ်ဘလို့အသုံးဝင်ပါတယ်လို့အာမခံချက်ရှိမှဝယ်တဲ့လူကဝယ်တယ်နော်အခုလည်းဒီလိုပဲသာသနာတော်ကြီးမှာပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဆိုတဲ့သာသနာ3ရပ်ရှိခဲ့တဲ့မှာနော်ပရိယတ္တိသာသနာဆိုတာကတရားဓမ္မတွေသိတဲ့အတိုင်းမြတ်စွာဘုရားရဲ့ဒီတပ္ပိညုတဉာဏ်ကိုပေတဲ့အခရာတင်ပြီးတော့ထားတဲ့သာသနာပရိပတ်တိသာသနာဆိုတာကပရိယတ္တိစာပေဒီမြတ်စွာဘုရားရဲ့ဉာဏ်တော်ဒီကိုနော်ပေတဲ့အခရာတင်ထားပြီနဲ့ဒီဟာတွေကိုကျင့်ကြံရအောင်မယ်ကျင့်ကြံမှသာလျှင်ကိုယ်ပိုင်ရရှိခံစား권ရှိမယ်ဒါကြောင့်မလို့ပฏิပတ်တိသာသနာဆိုတာကျင့်ရမယ်သာသနာနော်ကျင့်ရမယ်သာသနာမှာကျင့်တဲ့ပုဂ္ဂိုလ်ကကိုယ်ပိုင်သီလသမာဓိတွေထူထောင်ပြီးတော့မိမိကိုယ်ပိုင်ဉာဏ်နဲ့ယထာဘုဒ္ဓဉာဏ်နဲ့ယုံနံဓမ္မသင်္ခါရသဘာဝဓမ္မလက္ခဏာတွေကိုဉာဏ်နဲ့ပိုင်းပိုင်းခြားခြားသိမြင်ပြီးတော့မှနော်သမုဒယသစ္စာဒုက္ခသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဆိုတဲ့ဟိုနိဗ္ဗာန်ကိုကိုယ်ပိုင်ဉာဏ်နဲ့မျက်မှောက်ပြုပြီးမှသာလျှင်ပฏิပတ်တိသာသနာကိုအကျိုးတရားရရှိတယ်အဲ့ဒီလိုပုဂ္ဂိုလ်များသာလျှင်ပฏิပတ်တိသာသနာကိုပြုရတဲ့နေရာမှာထိထိရောက်ရောက်မှန်မှန်ကန်ကန်ဖြစ်တယ်လောကမှာလည်းဒီပရိယတ္တိစာပေတွေသင်ကြားတယ်ဟာယဟန်တစ်ပါးကတော့သာသနာ့ဖွင့်ပြီဆိုရင်ဟာသူကတော့အငယ်တန်းအလတ်တန်းအကြီးတန်းဓမ္မစရိယတန်းစသည်ဖြင့်လေအဲ့ဒီလိုအောင်လက်မှတ်တွေရှိပြီးပြီအောင်ပြီးပြီရပြီးပြီဆိုမှသူလည်းဒါသာသနာပြုတယ်ပရိယတ္တိသာသနာကိုနော်အဲ့ဒါကြောင့်မလို့ပฏิပတ်တိသာသနာကိုပြုတဲ့အခါမှာပฏิပတ်တိကျင့်ကြံမှုတွေရှိပြီးမှသာလျှင်နော်မိမိကိုယ်တိုင်ထိုးရင်းသိမြင်ခြင်းမိမိကိုယ်တိုင်သိအောင်ကြိုးစားခြင်းမိမိကိုယ်တိုင်လွတ်အောင်ရှုခြင်းမိမိကိုယ်တိုင်လွတ်ရကိုမျက်မှောက်ပြုနိုင်ခြင်းဆိုတဲ့အဲ့ဒီအကျိုးတရားတွေရှိမှသာလျှင်မိမိရဲ့တပည့်တရားဓမ္မတွေကိုမိမိကဲ့သို့လွတ်အောင်ချုပ်အောင်ငြိမ်းအောင်ကိုနိဗ္ဗာန်ဒီပို့ဆောင်နိုင်မှာပါအဲ့ဒါကြောင့်မလို့ဦးဇင်းကတရားဓမ္မတွေကိုဒီညသောတပတ္တိမဲ့သောတပတ္တိဖို့ကျင့်စဉ်ဘာမှမသိတဲ့နာဂန်တစ်လုံးကနေဓမ္မတဖို့ရတဲ့အထိကျင့်စဉ်ကို
ဦးဇင်းစေတနာရှိထားပြီးတော့ဟောပြပါမယ်နော်အဲ့ဒီလိုရအောင်ကျင့်နိုင်တော့ဒီလိုရအောင်ကျင့်တဲ့ပုဂ္ဂိုလ်ဒီဘယ်လိုပါရမီတွေရှိခဲ့လို့လဲပါရမီမရှိဘဲနဲ့လည်းမရအောင်နော်ပါရမီဆိုတာလည်းရှိသေးတယ်အဲ့ဒါကြောင့်မလို့ပါရမီရှိဖို့ဦးဇင်းအကျဉ်းချုပ်ပြီးတော့ဦးဇင်းဟောပြပါအောင်မယ်ဦးဇင်းရဲ့ဇာတိဘကိုးပေါ့ဒီဘကိုးပဲဘကိုးမြို့နယ်ဘေကုခရိုင်တနတ်ပင်မြို့နယ်တကုန်းတိုင်းရွာလေးပါပဲအဲ့ဒီမှာဦးဇင်းမွေးဖွားတယ်ဦးဇင်းမွေးဖွားဖို့မရောက်မီဦးဇင်းအထက်မှာအမ2ယောက်ရှိအဲ့ဒီအမ2ယောက်မွေးတဲ့အခါမှာအမေကနေပြီးတော့သားလေးမွေးခြင်းဆန္ဒတွေရှိတဲ့အခါမှာတတိယကိုဝင်ရတဲ့အခါမှာသူကသားလေးရခြင်းတဲ့ဆန္ဒတွေကပြင်းပြနေတဲ့အခါမှာညအိမ်မက်မက်တော့ကောင်းငင်ရနေပြီးတော့ယဟန္တာအနေနဲ့မြတ်စွာဘုရားဆုံးခံကြွလာအဲ့ဒါကိုသူကအိမ်ရှိလေသာဆောင်ကနေထွက်ပြီးတော့ဆုံးလောင်းမြတ်စွာဘုရားကိုဆုံးလောင်းပြီးရဲ့အခါကျတော့ဒုတိယယဟန္တာကိုဆုံးလောင်းမယ်ဆိုတော့ယဟန္တာကတပိတ်ကနေဘာယူလဲဆိုခလေးတယောက်ကိုယူပြီးတော့ဦးဇင်းအမေလက်ထဲကိုထည့်ပြီးဦးဇင်းအမေကပခုံးမော်တပည့်ကလေးနဲ့ခံယူပြီးတော့ပွေ့ဖက်ပြီးကြည့်လိုက်တဲ့အခါကျတော့ယောက်ျားလေးဖြစ်သွားတော့အာရဝင်သာဖြစ်ပြီးသူလန့်နိုးသွားအဲ့ဒီချိန်ကနေစပြီးတော့ဦးဇင်းအမေကအခု60နဲ့ရှိနေသေတဲ့အထိအညီဟောက်တွေဆိုတာလုံးဝစားလို့မရတော့ဒါဦးဇင်းရဲ့အခြေခံဦးဇင်းမိဘတွေကဦးဇင်းကိုပြန်ပြောပြတာပါအဲ့ဒီကနေပြီးတော့ဦးဇင်းတိတက်တဲ့အရွယ်9နှစ်6နှစ်သားအရွယ်ရောက်တဲ့ခါမှာမိုးချုပ်လာပြီဆိုလို့ရှိရင်ဘုရားကန်းရှိမှာတမလင်လေးချိတ်အယံမိဘတွေကိုပြောင်းနိုင်ထုံးခိုင်းငုတ်တို့တော့ထိုင်နေဘာလို့တယ်မသိဘုရားရှိမှငုတ်တို့ထိုင်ပြီးတော့ညာတိုင်းအဲ့လိုနေရမှဦးဇင်းကျင့်တတ်အဲ့ဒါကမိဘတွေကနောက်ကနေပြီးတော့တပြည့်စည်းနဲ့တခါတည်းနားကြက်လိုက်ပခုံးလေးပုတ်လိုက်အဲ့လိုရအောင်ရှောက်လို့သူတို့ကအဲ့ဒါကိုနောက်ပြောင်းနေရတယ်ဒါမနဲ့ဦးဇင်းအဲ့ဒါကိုပြီးခံပြီးတော့ကိုတရားထိုင်နေလို့တော့မဟုတ်ဘူးလေမြတ်စွာဘုရားရဲ့ရှိမှာအခုလိုတမလင်လေးချိတ်လက်လေးပိုက်ပြီးတော့ညအဲ့လိုနေရမှစိတ်ချမ်းသာအဲ့ဒီကနေပြီးတော့6နှစ်သား9နှစ်သားအရွယ်တိတက်တဲ့အရွယ်ရောက်တော့ရတဲ့ရွာထဲမှာနာကြဖျားကြအဲ့လိုနာကြဖျားကြတဲ့ခါမှာညီးကြညူးကြအော်ကြဟိကြတယောက်နဲ့တယောက်ခွဲခွာတဲ့ခါလွမ်းကြဆွေးကြအဲ့ဒီအတန်လေးကြားရဦးဇင်းစိတ်ညစ်နော်တယောက်နဲ့ယောက်နာဖျားပြန်တော့လေအဲ့မှာဘေးပုဂ္ဂိုလ်တွေကပြည်သူဆောက်ရှောက်ရလို့မျက်နှာငယ်လေးနဲ့ကြည်ရတာဦးဇင်းစိတ်ညစ်အဲ့ဒီသောကတွေရောက်တဲ့ခါမှာဦးဇင်းအမေကိုမေးတယ်အမေလူတွေဟာဒီလိုပဲခဏခဏဖျားနာပြီးတော့ညှဉ်းညူနေကြတာဒီလိုပဲလားကျွန်တော်တို့တော့နောက်ဒီလိုရောဖြစ်အောင်မလားလို့ဦးဇင်းအမေမေးတဲ့အခါကျအမေကငါသားတဲ့လူဖြစ်လာရင်ဒီလိုပဲဖြစ်ကြတာပဲအမေအဲ့လိုဆိုရင်ကျွန်တော်တို့ရောမလွတ်ဘူးလားဆိုမလွတ်ဘူးအဲ့ဒီလိုလေပြောဦးဇင်းစိတ်တော်ခါတဲ့ကြောက်ပြီးတော့ကြက်သိန်းနေထားဩငါတနေ့ဒီလိုပဲညှဉ်းညူပြီးတညီးတညူနဲ့အိတ်မြစားမရဒီလိုပဲဒုက္ခဝေဒနာတွေငါခံစားအောင်မှာပါလားဆိုပြီးတောကတွေရောက်ခလေးတာဆိုတဲ့နေ့စဉ်နေတာနေရတယ်စိတ်မချမ်းသာဘူးဒီနာတဲ့သဘောတွေဖျားတဲ့သဘောတွေဆရာဝန်ခေါ်ဆေးကူကဟာလားပြုစုဆောက်ရှောက်အဲ့ဒါတွေကြည့်ပြီးစိတ်ဆင်းရဲတော့ကြလူသေးပြီးသေတဲ့ခါသွားကြည့်တဲ့ခါကျတော့အဲ့အာသုဘကြီးရှေ့ချပြီးတော့ဘေးကလူတွေသားသမီးတွေကဝိုင်းပြီးတော့တခါတည်းရင်တုမနာတခါတည်းအော်ကြဟိကြငိုကြတခါတည်းရင်ခွဲပက်လက်တချို့တက်တာတက်အဲ့ဒါတွေကြည့်ပြီးတော့တခါတည်းစိတ်ဆင်းရဲတော့အိမ်ပြန်လာတော့အမေကိုမေးတယ်အမေဘယ်သူဖြင့်သေသွားတယ်ပြောတယ်နော်အဲ့ဒီလိုသေသွားတော့ကျွန်တော်တို့ရောတနေ့ဒီလိုပဲသေမလားဆိုတော့အမေကပါလဲပြောလဲဆိုတော့လူဖြစ်လာလို့ရှိရင်ငါသားတဲ့ဒီလိုကြီးပဲသေရတာပဲအမေဘယ်သူလွတ်တယ်လို့ရှိလဲဘယ်သူမှမလွတ်ဘူးတဲ့ငါလည်းသေရမှာပဲတနေ့နင်းလည်းသေရမှာပဲအဲ့လိုပြောလို့ကြောက်လို့ဖြစ်နေတဲ့ခါကျတော့တနေ့ဟာကိုယ့်ကိုလို့လနေရတယ်ကိုမရှိဒီအိုရာကြီးကြီးလေးစိတ်ဆင်းရဲလေးနာရာကြီးကြီးလေးစိတ်ဆင်းရဲလေးအဲ့သေးတဲ့လူတွေကြီးလေးစိတ်ဆင်းရဲသေးခြင်းအကြောင်းနေရာတွေတွေးလေးစိတ်ဆင်းရဲလေးအဲ့ဒီလိုဆိုရင်မအိုမနာမသေးတဲ့လွတ်တဲ့နေရာဘယ်နေရာများရှိသလဲလို့စဉ်းစားပြီးတော့ခါအမေကိုမေးတယ်အမေအခုလိုမအိုမနာမသေးတဲ့နေရာဘယ်နေရာရှိသလဲကျွန်တော်ပြောပြသားမှာဆိုတော့ဦးဇင်းအမေကဘာပြောလဲဆိုတော့အောက်မှာတော့မရှိဘူးတဲ့ဟိုလာကဘာမှာတော့လာကြီးထိုးပြတယ်အဲ့မှာတော့ရှိတယ်အမေကတော့နောက်တာပေါ့အဲ့လူလည်းပြောဦးဇင်းကညလာထွက်လာပြီဆိုရင်အဲ့လာပေါ်တက်လာယူကြည့်ပြီးတော့လာအနာရောင်ဆွဲပြီးတော့စိတ်နဲ့ဆွဲအနာရောက်လာမယ်ထင်တက်မယ်ဟန်ချင်းပြင်လဲပါလာကြီးအဝေးပြန်ဖြစ်အဲ့ဒီလူနဲ့ဦးဇင်းလာပေါ်ကိုတက်နေခြင်းနဲ့စိတ်ကြီးပေါက်လာအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတွေကြောက်ပြီးတော့တ
နေ့ဒီလောက်ငါလောက်ဘလူတက်ရပါမလဲဒါပဲဥစဉ်စိတ်ကူအဲ့ဒါကနေပြီးတော့နောက်ဘလူဖြစ်လာလေ10နှစ်17နှစ်သားလောက်လဲရောက်လာအောင်ဒီလိုခဏခဏဥရာနာတာသိရတယ်လဲတွေ့လာဥစဉ်တနေ့စိတ်ဆင်းရဲတော့မနေနိုင်ဥစဉ်အိမ်မှာအခန်းစည်းဗီဒီယိုကြီးရှိအခန်းစည်းဗီဒီယိုရဲ့ဒီတစ်ဖက်တစ်ချက်နံရမှာအခန်းဗီဒီယိုရဲ့ဒီအခန်းဟာအကျေကြီးပဲအဲ့ဒီအခန်းထဲဝင်ပြီးတော့ဥစဉ်အခေါင်းကြီးလို့အဲ့ဒီအခန်းကြီးကိုအခေါင်းကြီးလို့လုပ်ပြီးတော့မိမိကိုအဲ့ထဲမှာဝင်သေးလဲပြီးတော့ကိုမျက်စိလေးမှိတ်ပြီးတော့ငါတနေ့ဒီလိုပဲသေးမှာပဲဆိုပြီးတော့တခါမျက်စိလေးမှိတ်ပြီးတော့နှလုံးသွင်းတာတခါဗိုက်ကြီးကဖောင်းလာပဲတဖြည်းဖြည်းဖောင်းတက်လာတယ်ကားတက်လာတယ်ဗိုက်ကြီးကဖောင်းပွားလာပြီးအာသုဘကြီးလိုဖြစ်လာတယ်အာသုဘကြီးလိုပုတ်ပွားတဲ့အခါရင်ဘတ်ကြီးကမောက်ပြီးအသားတွေကညုံမဲ့လက်ကြီးတွေကခြေထောက်ကြီးတွေကပေါ်ဝင်းတွေကတခါလေပုတ်ပွားပြီးအကောင်ကြီးကတခါလေဖိုးဝရုပ်ကြီးလိုပွားတယ်အဲ့လိုပွားတက်လာလဲမြင်အောင်တောင်းလုံးလည်းနေတော့တခါလေပုတ်စော်နံအပုတ်နံကြီးကနံလိုက်တာမခံနိုင်တဲ့ခါကျတော့အပုတ်နံမခံနိုင်တော့ဖြီချလိုက်တယ်စိတ်ကလေးကိုပြန်ပြင်ချရတဲ့ခါကျတော့တခါလေပရိတိုင်းလူကိုကဖြစ်နေတယ်ဟာခုနတော့ငါရုပ်ကြီးကိုနှလုံးသွင်းနေတာတကယ်သေးနေတဲ့အာသုဘအပုံကြီးနဲ့တူးနေတယ်ပုတ်စော်ကလည်းနံလိုက်တာဘယ်အနံ့မှလည်းမသိအခုမျက်စိဖွင့်ကြည့်တဲ့ခါကျတော့လူကောင်းပဂတိပါလားဘယ်သဘောပါလဲနော်ကဲအဲ့လိုဆိုရင်ငါဒီတစ်ခါပြန်ကြည့်အောင်မယ်ဆိုပြန်ကြည့်မျက်စိလေးမိတ်မသားကြီးလိုတစ်ခါ6စိလက်စိမ့်ပြီးတော့တစ်ခါကပ်ပြီးတော့တစ်ခါအာသုဘကြီးလိုလှုပ်ထားလိုက်ပြီးတော့စိတ်နဲ့ကြည့်လိုက်တာငါကိုသေပြီဆိုပြီးနှလုံးသွင်းတာတစ်ခါဗိုက်ကြီးကကြီးနဲ့ဗိုက်ကြီးကဖောင်းတက်လာလေကြွတက်လာလေကားတက်လာလေဗိုက်ကြီးကတဖြည်းဖြည်းတင်းတက်လာလေနဲ့မောက်တက်လာလေနဲ့ဖြစ်လာပြီနောက်ရင်ဗိုက်ကြီးကကားပြီးတော့တစ်ခါဖောင်းကားတက်လာရင်မကြီးတွေမောက်ဗိုက်ကြီးတွေဖောင်းကားလက်တက်လာလက်ကြီးတွေပေါ်ကြီး6တရခါပွားပြီးတော့တစ်ခါလဲပကုံကြီးများသေးတယ်လို့ကားတက်လာအဲ့လိုကားတက်လာမကြာမီတစ်ခါလဲပုတ်စော်နေတော့တာအဲ့ဒီအနံ့ကနှာခေါင်းနဲ့မှုန်တာမခံနိုင်ဘူးမခံနိုင်တဲ့အခါကျတော့အဲ့ဒီကမ္မထံကိုဖြီးပြရကမ္မထံရဲ့ဘယ်မဟုတ်ပါဘူးဒီအလုပ်ကိုဖြီးပြရအပုတ်နဲ့မခံနိုင်ဘူးအဲ့ဒီလိုနဲ့ကြည့်ပြီးတော့ဘာတွေးလဲဆိုဩငါတနေ့ဒီလိုပဲသိရမှာပါလားသိလို့ရှိရင်ဒီလိုပဲပုတ်ပွားပြီးတော့ပုံပြက်ပန်းပြက်ကြီးဖြစ်ပြီးတော့ဘာမှအနှစ်မရှိတန်ဖိုးမရှိတဲ့ယုတ်ကြီးဖြစ်အောင်မှာပါလားဒါပဲဥစဉ်စဉ်းစားပြီးတော့တနေ့မှနေရတာသိမချမ်းသာဘူးအဲ့ဒီကနေပြီးတော့ဒီအလှူဒန်းတွေလှုပ်ဆွန်းကျူတွေလှုပ်အဲ့ဒီလိုနဲ့ရတဲ့ရွာထဲမှာလှုပ်ကြတဲ့အခါမိမိတို့လည်းအလှူဒန်းတွေလှုပ်ကြအဲ့ဒီလိုအလှူဒန်းတွေလှုပ်ပြီးဆိုလို့ရှိရင်တောတလေးအတိုင်းပူရွာဒီရွာမှာရှိတဲ့မိတ်ဆွေသင်္ကားတွေအတော်တွေဦးလေးဘာကြီးဘာတွေဖိတ်ခေါ်လို့သူတို့လာမှရကြရင်လှဲတွေနဲ့လာကြအဲ့လိုလာလို့ရှိရင်အမျိုးတွေလာရင်တခါတည်းကြိုရတာပြောနေရမယ်မန္တတီထိုးအဲ့မှာလူတွေစုယုံနဲ့မန္တတီထိုးအပြင်စင်တွေလှုပ်လဲပြီးတော့ပြီးတဲ့အချိန်လဲကြောက်ရွှေမျိုးတွေကလဲတွေနဲ့သူ့ရတွေပြန်ခွဲရပြန်ခွဲတော့ဝမ်းနဲ့ပလက်နဲ့ကြမ်းနေတယ်မန္တကြီးကလည်းပြီးတော့တကွာဖြစ်လိုက်တခြားလိုက်ဒီကဖြစ်ချလိုက်ဟိုကဖြုတ်ချလိုက်ဒီကဖြုတ်ချလိုက်နေအဲ့ဒီအပြုတ်အပြက်ကြီးကိုမြင်ပြီးစိတ်ဆင်းရဲပြန်ဩငါလောကမှာနေရတာဒီလူလောကကြီးတဲ့နေရတာตาယာမှုဆိုတာမြဲတဲ့သဘောမရပါလားตาယာမှုကအရင်လာပြီးတော့နောက်ตาယာမှုရဲ့နောက်ွယ်မှာမตาယာတဲ့သဘောတွေတွေ့နေရပါလားဆိုပြီးတော့လောကကြီးတဲ့နေရာမှာစိတ်ဆင်းရဲတာဒါပါရမီရှိတဲ့ပုဂ္ဂိုလ်တွေဟာနော်စူးမြဟာခြုံတဲ့စူးဟာအပင်စပေါက်လို့အတက်ထွက်လာတဲ့နဲ့သူကခြုံစရာရှိတဲ့စူးကငယ်ကလေးကခြုံတက်လာအဲ့ဒီလိုနဲ့ရှေ့ကဝမ်းမြောက်စရာတွေတွေ့လာရင်ဝမ်းမြောက်စရာရဲ့နောက်မှာဝမ်းနည်းစရာတွေပေါ်လာတာဓမ္မတာပဲဒီလောကကြီးမှာဒီလိုပဲအမြဲရှိနေလို့ရှိရင်ဒီလောကကြီးကตายရစရာလောကကြီးမဟုတ်ပါလားအဲ့တော့ဦးဇင်းကတနေ့နတ်ပြည်ဟောတဲ့လာပေါ်ပဲတက်ချင်အဲ့ဒါနဲ့ဦးဇင်းအမေကိုပြောတယ်အမေကျွန်တော်လာပေါ်တက်လို့လည်းမရဘူးနော်အဲ့လိုဆိုရင်အခြားနေရာရောရှိသေးလားလူဦးရင်းနာချင်းသိချင်းနဲ့လွတ်တယ်မရှိဘူးတဲ့နင့်ဝင်ကနောက်ပြောတာလာပေါ်လေလူတက်လို့မရဘူးတဲ့လာပေါ်နေလူတက်လေဒီခန္ဓာကြီးပါနေသေးဒီလိုပဲအိုမှာပဲနာမှာပဲသိမှာပဲမကင်းမှုငါသာအဲ့ဒီလူလည်းပြောဦးစင်းဟာအမေအဲ့လိုဆိုရင်ဖះကရောမအိုမနာမသိဘူးလားဖះကတစ်ခါပဲအိုပြီးတစ်ခါပဲနာပြီးတစ်ခါပဲသိရတဲ့နောက်တစ်ခါအိုရနာတာဖះကမရှိတော့ဘူးဟာအဲ့လိုဆိုရင်ကျွန်တော်ဖះလို့ကျင့်ဖះကိုဘယ်လိုကျင့်ရမလဲအဲ့တော့အမေကပါသိပြီလေဆိုတော့ပရိစိတ်သိပြီနော်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တအဲ့ဒါလို့သိတယ်အဲ့ဒီလိုဖះအကျင့်ကျင့်တယ်အဲ့ဒီလိုဖះအကျင့်ကျင့်ပြီးလို့ရှိရင်နင်ဒီတစ်ခါနာပဲခံမှာတဲ့နောက်တစ်ခါနာအဲ့လိုလူမဖြစ်လို့ရှိရင်
ဒီလိုအိုခြင်းနာခြင်းသိခြင်းလွန်ခြင်းဆိုးခြင်းတွေမရှိတော့ဘူးဥစဉ်အဲ့ဒီလိုလဲသိလဲသိရောပရိစိတ်တော်တာပဲညဥစဉ်ပရိမစိတ်ပဲနဲ့မအိတော့ဘူးအဲ့တော့အဖေကဘာပြောလဲဆိုတော့ပရိကိုဘယ်လိုစိတ်ရမလဲဂုဏ်တော်ကိုယ်ကဘယ်လိုစိတ်ရမလဲအနိစ္စဒုက္ခအနတ္တလေခန္ဓာကြီး၃ပါးဘယ်လိုစိတ်ရမလဲရှင်ရဟံပရိစိတ်ကြီးကိုဘယ်လိုစိတ်ရမလဲသက်စိတ်စိတ်ရမယ်အဲ့ဒီလိုနဲ့ဥစဉ်စိတ်လိုက်တာ10 ရန်းရောက်တဲ့အထိဥစဉ်ပရိမစိတ်တဲ့ညပရိမစိတ်တဲ့ဥပုံနေဆိုရင်ပရိမစိတ်ပဲနဲ့ဥစဉ်မနေဘူးဘယ်လိုပဲကြောင်းကြီးကြီးဥပုံနေရဥစဉ်အမြဲတမ်းဥပုသ်ဆောင်ဖယားဝါဒဖယားလူငါကျင့်လို့ယဟန္တာတွေဖယားတွေငါဖြစ်လို့ရှိရင်ငါအိုခြင်းနာခြင်းသိခြင်းစင်းရင်ကင်းပြီအဋ္ဌိခန္ဓာကြီးတွေဒီခန္ဓာအိုခြင်းနာခြင်းသိခြင်းဖြစ်တဲ့ခန္ဓာတွေငါမရအောင်ငါကြိုးစားတော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ဥစဉ်အပိုင်ထားလိုက်အဲ့ဒီလိုနဲ့ဥစဉ်10 ရန်းရောက်လာ10 ရန်းရောက်လာတဲ့ခါကျတော့9 ရန်းမှာအတော်ရီမှနေရတယ်တာဂိတ10 ရန်းရောက်တော့ဘာကြီးဘုန်းကြီးကနေပြီးတော့9 ယောက်ကမှမင်းရတဲ့မှမနေနဲ့10 ရန်းကစာများတယ်ကြောင်းမှလာနေကြီးစာကြည့်မဲ့အချိန်ကိုမင်းများယူပါဆိုတော့ဥစဉ်ကြောင်းရောက်ပါမိုးရင်းကြတော့ဘုန်းကြီးကဘာပြလဲဆိုတော့ဥပုပ်တယ်တရားပြတယ်မိုးကုတ်ပရိစ္ဆသမုပ္ပါသဝိုင်းမှာဥစဉ်ကနှိမ့်ခင်းကြတော့မနေ့ကအဲ့လိုပြတော့ဘုန်းကြီးလည်းဟောလို့လည်းပြီးတော့ဥစဉ်ကမေးတယ်ဘုန်းအဲ့ဒီအဝိုင်းကြီးကဘာလုပ်တာလဲအဲ့ဒါငါတရားပြတာကွာဟာအရှင်ဘုရားတရားလည်းဝိုင်းနေပါလားဒီလိုလဲပြီးဝိုင်းနေတာလားဘုန်းကြီးကဥစဉ်နားမလည်မှန်းသိတော့ဥစဉ်ကိုရှေ့ကြီးမပြောဘူးလေတန္တရာလဲတယ်ဆိုတာဒီလိုလဲနေတာကွာဟောဥစဉ်နားလဲအောင်ပြောတော့ဟုတ်သားပဲလောကလူတွေတန္တရာလဲတယ်ပြောတယ်ဒီဟာကဒီလိုလဲတာကို तू ကအဝိဇ္ဇာတဏှာဥပါဒံကနေမင်းငါပြောနေလို့ရှင်ဘာမှသိမှာမဟုတ်ဘူးတဲ့မင်းတန္တရာလဲတဲ့အလန်းကြီးဟာဟာဒီလိုလဲနေတယ်ဆိုပြီး तू ကအဲ့လိုပဲရှိတူတူလေးပြောတယ်နေ့ကလေးလဲကြောက်ဘုန်းကြီးကဘာလို့လဲဆိုတော့အဲ့ပုဂ္ဂိုလ်ကြီးတရားထိုင်နေတယ်ဆိုတာဘုန်းကြီးရှိမှအာနာပါနကမ္မထာလေးကိုလေးမို့ဝင်လေထွက်လေရှူရှဲနဲ့ရှူပြီးတော့နေဘုန်းကြီးအောက်ဆင်းလာအရှင်ဘုရားအဲ့ဒါဘာလို့လဲဒါတရားကျင့်တာအရှင်ဘုရားလည်းတရား2 မျိုးလုပ်ပြီးနေရတာပထမမနေ့ကတော့အဝိုင်းနဲ့ပြတာတရားမဟုတ်ဘူးလားအဲ့ဒါကတန္တရာလေတဲ့သဘောကြီးငါရှင်းပြတာဟာတဲ့အဲ့ဒီတန္တရာကလေအားနေပြီးတော့ထွက်ချင်ရင်အခုလိုပဲထိုင်ရတယ်အဲ့မှာဦးဇင်းကတန္တရာကလွတ်ချင်တဲ့ပုဂ္ဂိုလ်အရှင်ဘုရားအဲ့ဒီဥစ္စာကဘုရားကျင့်တဲ့အကျင့်လားအေးဟုတ်တယ်တဲ့ဘုရားကျင့်တဲ့အကျင့်အရှင်ဘုရားဘုရားကျင့်တဲ့အကျင့်ကဒီလိုဟုတ်ပါဘူးပရိစိတ်တာပါမင်းဘယ်ဘုရားပရိကင်ထားတာတွေ့လို့လဲပေါ့အဲ့ဒီမှာဦးဇင်းစိတ်နဲ့ရန်ကုန်မှာဆိုလို့ရှိရင်လည်းဦးဇင်းကြောင်းတက်ပြီးတော့မိုးရင်းကြတော့တနင်္ဂနွေဥပုပ်ကြောင်းပိတ်ဥပုပ်နေကြရင်ဦးလေးရကားနဲ့အဲ့ဒီကိုရှေတုံဘုရားဥပုပ်ဆောင်ကိုအမြဲပုတ်ပေးရရှေတုံဘုရားတွေဦးဇင်းကြည့်ကြတယ်ဘယ်ဘုရားမှပရိကင်ထားမလို့စိတ်နဲ့ဖြန့်ကြည့်ရွာကဘုန်းကျောင်းဘုရားတွေအင်းရဘုရားတွေလက်ကြည့်ကြလဲပရိကင်ထားတာမလို့ဟုတ်တယ်ဘုရားလို့ဘုရားတွေကပရိမကင်ထားဘူးမင်းရတာကဘုရားမပွင့်မြင်ကျင့်တဲ့အကျဉ်းกว่าတယ်ဘုရားဖြစ်အောင်ကျင့်တာတန္တရာလွတ်အောင်ကျင့်တယ်ယဟန္တာတွေဖြစ်အောင်ကျင့်နေခြင်းဟာပရိကျင့်မဟုတ်ဘူးกว่าတယ်အခုလိုရှူဆိုင်လောက်ရတာအဲ့လိုဆိုရင်ဘုရားတွေတပည့်တော်အဲ့နီးပြီးပါအောင်မင်းအဲ့ဒါနှိမ့်ခင်းကြရင်မင်းညကြရင်မင်းကျင့်ကြည့်ပါဝင်လေကိုဝင်တဲ့ကရှူလိုက်တဲ့လေးနဲ့နာပြီးွားထိတဲ့နေရာလေးကိုမင်းသိလိုက်ထွက်လေပြန်ထွက်အောင်လုပ်လိုက်သူ့ဘာသူထွက်လာလိမ့်မယ်မင်းအဲ့ဒါလေးနဲ့နာပြီးွားထိတဲ့နေရာလေးကိုမင်းသိလိုက်တယ်အဲ့လိုထိတိုင်းမင်းသတိထားကြည့်ပါတယ်မင်းတရားပေါ်လာလိမ့်မယ်သူကအဲ့လိုပြောတော့ဦးဇင်းညလဲကြအောင်စာလဲကြက်ပြီးတော့သူ့ဘာသူတရားနာမတရားတာထားလေဦးဇင်းရဲ့ဂုဏ်တော်ပရိကတော့အရင်စိတ်လိုက်သေးတယ်ကိုယ်လုံးဝကိုယုံကြည်အောင်အဲ့တော့မှတော့ဂုဏ်တော်ပရိလည်းပြည့်လဲသွားတော့သူပြောသလိုအာနာပါနကမ္မဋ္ဌာန်းထူတော်9 မိနစ်လဲကြာအောင်ဦးဇင်းယုတ်ကြီးကကြွတယ်ပါတထွာလောက်ကြွတယ်ဟာဘယ်နဲ့ပါလဲယုတ်ကြီးကြွတယ်လားပါကြည့်ရင်မှန်စိတ်နဲ့မှန်ကြည့်တာတထွာလောက်ဖြစ်အဲ့တော့မှဟာယဟန္တာဖြစ်ပြီးငါယဟန္တာဇံပြန်နေဦးဇင်းကြားဘူးတော့ဘယ်ယဟန္တာပြင်ကောင်းငယ်ကနေဇံပြန်သွားပြီဆိုတော့ဟာဟုတ်ပြီငါဒါဘုရားကျင့်မယ်ဒါဆိုရင်ငါအိုခြင်းနာခြင်းတွေညလွတ်ပြီနော်ဦးဇင်းသွားခြင်းနဲ့နေရာငါရပြီဆိုပြီးဝမ်းမြောက်ဝမ်းသာနဲ့ကလည်းဆက်ကျင့်တဲ့ခါရုပ်ကြီးကပို့ပြီးတော့တခါကြွတယ်လားတကယ်ကြွလားမကြွလားသိကျင်တဲ့ခါမျိုးလုံးပွင့်ပြီးတော့ကြည့်တဲ့ခါကျတော့ဖြာနဲ့ရုပ်နဲ့ကဟာခုနတော့ငါပွင့်ကြည့်လိုက်တာဖြာနဲ့လွတ်နေပါလေအခုဘုန်းကြီးလည်းကြည့်လေရောဖြာနဲ့လူနဲ့ကတ်
ကဲဒီလောက်တော့ကြွခြင်းနဲ့ဟာငါပြန်ကြည့်အောင်မယ်ဆိုကြည့်နေတာတခါလူတထိုင်လုံးလွတ်သွားတထိုင်လုံးလည်းလွတ်တော့အပေါ်ကနေပြီးတော့ပြီးပြီးတော့တခါကြည့်တယ်ငါတထိုင်လုံးလွတ်နေပြီတကယ်လွတ်မလွတ်ငါကြည့်အောင်မယ်ဆိုပြီးတော့ထပ်ဖွင့်ကြည့်တော့လူနဲ့ဖြာနဲ့ပြန်ကအဲ့လိုဆိုရင်ဒီတခါဒီလောက်တော့ကြွခြင်းနဲ့ဟာကြွပါစေဟာဆိုပြီးဦးဇင်းနောက်တခါအာနာပါနကမ္မထံပြန်ရှူပြီးတော့တက်တာတခါလေလူတလန်လောက်ခါမြင့်တက်သွားတယ်အဲ့ဒီအချိန်မှာစဉ်းစားတယ်ငါဒီလိုတော့တက်တဲ့အချိန်မှာအောက်ကိုဖွင့်ကြည့်လို့ရှိရင်ဖြာနဲ့ဖိနဲ့ကတ်နေဦးမှာပဲကဲဒီတခါဒီယုတ်ကြီးဘလောက်တက်မလဲကြည့်အောင်ကဲတက်ပါစေဟာဆိုပြီးတော့အာနာပါနကမ္မထံဆက်ရှူရတခါခေါင်းနဲ့တိုက်ကျောင်းခေါင်းနဲ့တိုက်နေစိတ်ထဲမှာကဲခေါင်းနဲ့တိုက်နေလေဖွင့်ကြည့်ဖြာနဲ့ကတ်အောင်မှာပဲကဲဒီလောက်တော့တက်ချင်တဲ့ယုတ်တက်ပါစေဟာဆိုပြီးအာနာပါနကမ္မထံကိုရှူပြီးတော့စိတ်နဲ့တခါလေခေါင်းတွန်းဖွင့်တော့ဝုန်းလို့တခါလေပွင့်သွားပြီးတော့လင်းကနေဆိုတခါရုပ်ရရှူအရှိန်နဲ့ကောင်းနေတတ်သွားမြန်လိုက်တာမှတခါလေအရှိန်နဲ့ထိုးတတ်သွားအာကာသဟင်းလင်းကြီးကြီးကတခါတဲ့တရံတရနမိတ်ကြီးမရှိဘဲနဲ့အလင်းတက်အပြည့်နဲ့တခါလေကောင်းကင်မရောက်ငြိမ်အေးပြီးတော့တခါလေချမ်းသာပြီးတော့ကြည်လေလှိုင်းသိနေရလို့ဖြစ်ဩချမ်းသာတယ်ဆိုတာတရားချမ်းသာတယ်ဆိုတာဒါနဲ့တူတယ်နော်နိဗ္ဗာန်ချမ်းသာတယ်ဆိုတာဒါလားမသိဘူးငါနိဗ္ဗာန်ရောက်ပြီနဲ့တူတယ်ဆိုပြီးတော့အဲ့လိုဇံကစားရင်းနဲ့ပဲအဲ့ဒါဦးဇင်းတွေးအဲ့ဒီလိုနဲ့ရရှိတဲ့ဇံကိုမိတဝါကြီးခံစားပြီးတော့အာရကြည်နပ်ပြီဆိုပြီးတော့ပြန်လဲဆင်းလိုက်တော့မနေ့၄နာရီထိုးည7နာရီကနေတက်တာမနေ့၄နာရီထိုးတဲ့အချိန်မှာပြန်ပြီးတော့အောက်ပြန်ရောက်ဒီပြစ္ဆုတ်ပံယုတ်ကြီးကတော့အထက်မတက်ဘူးသို့တော့ဥပဒံကြောင့်ငါယုံကလည်းငါကြည့်ငါကိုငါကောင်းလို့စွဲထားမှတ်ထားယူထားသိထားတဲ့ဥပဒံခန္ဓာယုတ်ကတော့တက်သွားတယ်အတုပယုတ်ကြီးကတော့ဖြာမှကြံနေခဲ့တယ်ဒါတွေကနောက်မှဦးဇင်းတို့ရှင်းတတ်တာပါနော်ပထမတော့ဒီလိုမပြောတတ်ဘူးအဲ့ဒီလိုနဲ့ဦးဇင်းညဆိုရင်စာကြက်ပြီးလို့ရှိရင်အာနာပါနကမ္မထံထူတော့ကောင်းငင်တက်အားရပြီဆိုရင်ပြန်ဆင်းလာမနေ့၄နာရီထူပုံမှန်ပဲအဲ့ဒီလိုနဲ့ဦးဇင်း9လတိတိမအိတ်တော့အိတ်ချင်တဲ့ဒါပဲမအိတ်ဘူးဆိုတာကမိမိရဲ့စိတ်အောက်ကငုတ်တုတ်ကြီးကြံနေတဲ့အိတ်ကတော့ရုပ်ကတော့အိတ်နေမှာဒါကြောင့်မလို့သူကအေးရောဒါပဲမိမိစိတ်မှာတော့ငါမအိတ်ဘူးလို့တော့ပဲသိထားတယ်ကြောင်းတက်လဲမျက်နှာကြီးနေစိတ်ကကြီးနေတာပဲစိတ်ကပိုပြီးတော့တောင်ကြီးအဲ့ဒီလိုနဲ့ဦးဇင်းဆောင်းဝဲဆက်ဖြီးကနေအောင်ဆက်တက်နောက်ဘယ်ရွယ်ရောက်လာလဲဆိုတော့24နှစ်သား23နှစ်သားပေါ့အဲ့ဒီရောက်တဲ့ခါကျတော့ဦးဇင်းအမေကမြို့သူနဲ့အိမ်အောင်ကြမှာကြောက်လို့တောမှာရှိတဲ့ကိုတော်သူတော်သားအချင်းချင်းပဲအိမ်အောင်ပေးသားမယ်ဆိုပြီးတော့ဦးဇင်းတို့ရွာတက္ကမတယောက်နဲ့စိတ်သက်တယ်နှစ်ဖက်သုံးပြီးပါတယ်စိတ်သက်ပြီးတဲ့ခါကျတော့သူတို့ချင်းကတော့နှစ်ဖက်လုံးရှိမျိုးတွေကစိတ်သက်ပြီးသွားဦးဇင်းမကြံတော့ဦးဇင်းလည်းရောက်တော့ဦးဇင်းအမေကပြောလဲဆိုတော့ငါသားတဲ့မင်းမြို့ဝလူတွေတော့အိမ်အောင်မပြုပါနဲ့ပြုရင်ပြုကိုတော်သူတော်သားအချင်းချင်းအိမ်အောင်ပြုပါငါတော့ဘယ်သူနဲ့ငါစိစပ်ထားတယ်အဲ့ဒီလိုဦးဇင်းကိုပြောတဲ့ခါကျတော့ကဲအမေတို့သဘောကျရင်ပြီးရောကျွန်တော်ကတော့ဘု து ကိုယူမယ်ဘု து ကိုမယူဘူးလို့ကျွန်တော်ဆန္ဒမရှိဘူးကျွန်တော်ယောက်ျားကောင်းပြီးသားရင်ယောက်ျားတို့ရဲ့အရေးချင်းနဲ့ပြည့်စုံရင်မင်းကလေးကဦးဇင်းကိုလာစိစပ်လိုက်မယ်ကျွန်တော်ကတော့ကိုယ်ကလည်းလှုပ်ကြွေးအောင်မယ်မင်းကလေးကိုလည်းအောက်ကြနောက်ကြခံပြောရမယ်လို့ကြတော့မလုပ်ဘူးမရလည်းနေပါသေးအဲ့လိုအမေပြောတဲ့ခါကျတော့ငါစိစပ်ထားပြီးပြီအဲ့လိုနဲ့အဲ့ဒီဓကမနဲ့ဦးဇင်းကိုနီးစပ်အောင်တခါတည်းပြောလဲပြီးရောဦးဇင်းလည်းသဘောတူလက်ခံလိုက်တာဦးဇင်းလက်ခံအောင်မကြံတော့ဒါကဦးဇင်းရဲ့ပါရမီအကြောင်းကိုပြောတာပါနော်ဒီပေါ်မှာပါရမီရဲ့တတ္တိတွေပါလာပါလိမ့်မယ်အဲ့ဒီလိုနဲ့ငါစဉ်းစားတာငါကြီးစားထားတယ်ဆိုတာလေလက်မှတ်ထိုးပေးလိုက်တာနဲ့လူကြီးလို့ဖြစ်နေပါလားကြီးစားအကြောင်းလည်းမပြောစကားအကြောင်းလည်းမပြောဘာငါတကယ်ကြီးနေကြီးစားစကားပြောတာဒီလိုလည်းမဟုတ်ပါဘူးကဲအဲ့လိုဆိုငါသွားစကားပြောဦးမယ်တခါမှလည်းမပြောဘူးတော့မိဘတွေရှိမှပြောလို့လည်းငါထွက်မှာမဟုတ်ဘူးမိဘတွေကတော့သိပြီးသားကဲအဲ့ဒါနဲ့ဦးဇင်းအဲ့ဒီကမကိုခေါ်ခိုင်းငါညကြရင်လာခဲ့မယ်နေ့မိနဲ့အဖေကိုအိမ်မထားနဲ့အဲ့လိုမိန်ပေးလိုက်တာညလည်းသွားဦးဇင်းသွားတယ်ဆိုတော့လေဟိုလေးရောက်တော့တကမအိမ်မောနေလာကြူသူ့အိမ်ခန်းထဲလည်းရောက်ဂရင်မော်လည်းတက်သူ့ဂရင်ကသူကဂရင်ချီမှထိုင်နေဦးဇင်းကသူနဲ့မလန်းမကန်းလေးမှထိုင်လိုက်ဦးဇင်းထိုင်လိုက်ဒီနေ့တပြိုင်နဲ့အဲ့ဒီတကမအယုတ်ကြီးဖြစ်သွားတယ်။ဘာယုတ်ကြီးဖြစ်သွားလဲသေသားယုတ်ကြီးဖြစ်တယ်။
ဦးဇင်းကဒါဒကမပဲလို့ဘလို့မှကိုနှလုံးသွင်းလို့မရဘူးငါဘာဖြစ်နေပါလဲဒါပဲတွေးနေကိုယ့်ကိုစဉ်းစားလို့လည်းမရငါဘာဖြစ်တာလဲဘလို့ဖြစ်တာပါလဲဒီလိုစဉ်းစားရင်နဲ့နိုင်ဝဲလောက်လဲကြာအောင်အဲ့ဒီဒကမဘာပြောလဲဆိုတော့အကိုတဲ့နေမကောင်းလို့လားအဲ့လိုလဲသူကစကားပြောတယ်ဦးဇင်းကငါနေကောင်းတယ်တခေါင်းတော့ပြောလိုက်အဲ့လိုနဲ့တခါ15မိနစ်လောက်ကြာတော့ဘာပြောလဲဆိုတော့အကိုတဲ့ရန်ကုန်မှာကြီးစားရှိလားတဲ့ဟာငါကြီးစားမရှိဘူးဒီလိုပဲဦးဇင်းတစ်လုံးနဲ့ပဲပြောလိုက်တယ်နှလုံးသုံးလုံးလည်းမပြောဘူးတခွန်းချင်းပဲပြောတယ်အဲ့တော့ကောင်မလေးရဲ့တခါနေပြန်ရော15မိနစ်20လောက်ကြာပြန်ရောဦးဇင်းလည်းကိုယ့်ကိုဘာဖြစ်မှန်းမသိဘူးနောက်ကြာနေတော့ကမဘာပြောလဲဆိုတော့အကိုတဲ့ကျမမှာဘာကြည့်ရှိတယ်အေးနင့်မှလည်းငါဘာပြည့်မှလည်းငါမတွေ့ဘူးဒီတခွန်းမပြောဘူးအဲ့လိုလည်းပြောပြီးတော့ကောင်မလေးကသူကငိုတာတော့သိတယ်လူမဟုတ်ဘူးသူကအယုတ်ကြီးဖြစ်သေသားယုတ်ကြီးလို့ဖြစ်သေသားယုတ်ကြီးငိုပြနေလို့ဖြစ်အဲ့ဒါနဲ့ဦးဇင်းအိမ်ပြန်လာပြီးတဲ့ခါကျတော့ဦးဇင်းအမကိုပြောတယ်အမကျွန်တော်ညကြီးစားစကားသွားပြောတာအဲ့ဒီတကမှလူမဟုတ်ဘူးပြသေသားယုတ်ကြီးဖြစ်နေဆိုဦးဇင်းဝိုင်းရင်ကြအဲ့ဒါကြောင့်မလို့ပါရမီတွေပါနော်ပါရမီရှိလာလို့လားအခုလိုကြည်ညံနိုင်နေခြင်းဖြစ်ပါတယ်နော်အဲ့ဒီလိုကနေပြီးတော့ဦးဇင်းအဲ့ဒီလိုပါရမီရှိကြတော့မှဦးဇင်းယဟန်ဝိဖို့လုံးဝစိတ်မကူခေါင်းနဲ့လည်းမထည့်ဘူးဘာဖြစ်လို့လဲဆိုဦးဇင်းတို့ရထဲရွာထဲမှာတောထဲမှာဘုန်းကြီးတွေအကြောင်းကတဏီကုံငုတ်တို့ကြီးထိုင်သူတို့အစာကြည့်ပြီးပြင်းဟောဒီဘုန်းကြီးတွေဘာကြီးတွေးပြီးတော့မြန်တဏီကုံထိုင်နေပါလေဒီလိုပဲတွေးမိတယ်ဒီလောက်ပြင်းချောက်တဲ့လောကကြီးသူတို့မလို့နေနိုင်တယ်ဒီလိုပဲတွေးခဲ့ဘူးလားအခုတော့ဦးဇင်းဘုန်းကြီးဖြစ်တာနော်အဲ့ဒီလိုကနေပြီးတော့ဦးဇင်းပညာဆက်သင်နေတဲ့အချိန်မှာဦးဇင်းအမကြီးကနော်ယဟန်ဝိဖို့ဦးဇင်းကိုလိန်ခေါ်ဦးဇင်းဦးလေးနဲ့ဦးဇင်းကတော့ဘယ်သူမှလည်းမပြောရဘူးကြောက်လဲကြောက်ဦးဇင်းကမဟုတ်တာမပြောဘူးမဟုတ်တာမလုပ်ဘူးနော်အဲ့ဒီတော့ဦးဇင်းကိုအကျန်းလောက်အောင်အကျန်းဝတ်ခိုင်းမှသူတို့ကြောက်အဲ့ဒါနဲ့ဦးဇင်းအမနဲ့ဦးဇင်းဦးလေးကတာဂိတကနေပြီးတော့မင်္ဂလာတော်ကိုကားနဲ့တောင်းဝကမြောက်ကလာအောက်ကလာနေပြီးတော့ဘီယိုစီဖြတ်မင်္ဂလာတော်ပြည်လန်းကိုဖြတ်အဲ့ဒီကနေဘုံနိုင်ငံတက္ကသိုလ်ဘေးကနေပြီးတော့မန်ဘီယမီဖျားပေါ့အခုလက်ရှိလေဒီရှိအဲ့ဒီမှာကိုယ့်ရဲ့စကန်ဒုံလဘတင်းကူဆရာတော်ဖျားရဲ့တပည့်ဆရာတော်ဥဒိယမထံမှာအဲ့ဒီကိုခေါ်လာတယ်ဦးဇင်းကိုဘာရွေချင်းနဲ့ခေါ်လာတယ်သူတို့ဘာတလုံးမှမပြောဘူးသူတို့နှစ်ယောက်ကကားကောင်းနဲ့နေပြီးဦးဇင်းနောက်ခါထဲမှာထားပြီးတော့ကားမောင်းသွားတယ်ကိုလေးယောက်ကဦးဇင်းအမေနဲ့အဖေနဲ့တခါလဲစောင့်အဲ့မှာဒုံလဘရဟန်းခံမှုဆိုပြီးတော့မန္တကြီးကလည်းရှိအဲ့ဒီအချိန်မှာသင်္ကန်းပုံလေးလည်းတွေ့တယ်ဆရာတော်နဲ့ဦးဇင်းနဲ့စကားပြောဦးဇင်းကဧည့်သည်လိုပဲလေအဲ့ဒီအချိန်မှာဦးဇင်းအမေကလာတဲ့ငါသားတဲ့မင်းစားရီချိုးတဲ့ဆိုတော့အမေခေါ်တာနဲ့ပဲဦးဇင်းရီသွားချိုးတော့အမေကမင်းမချိုးနဲ့တဲ့မင်းထိုင်နေတဲ့ငါရီလောင်းမိမယ်တဲ့မင်းအဲ့မှာကောင်းနေပါကြီးသေချာလျှောတဲ့အဲ့ဒါနဲ့ဦးဇင်းကအမေပြောသလိုပေါ့လေဆောင်းဆောင်းထိုင်ပြီးတော့သူကောင်းရီလောင်းပြီးတော့ချသူကောင်းရီလောင်းလို့ဦးဇင်းကခေါင်းကောက်လို့ရှိတယ်နောက်ကဘာလုပ်လဲဆိုဦးဇင်းကောင်းကတ်ကြီးနဲ့ထိုးညှပ်ပြနောက်ကနေပြီးတော့နှစ်ချက်သုံးချက်ခေါင်းကိုနောက်ကနေတဲ့ကတ်ကြီးနဲ့ထိုးညှပ်တာဦးဇင်းအလဲစပင်းနေပြောင်းဖို့အမေဆိုတော့ဒေါသတွေဖြစ်ပြီးနေအမေဆိုတော့ဘာမှပြောလို့မရဘေးလူလာဆိုရင်အဲ့နေရာမှာသေအောင်တိုက်ရင်လည်းတတ်ပြန်ဘာဖြစ်လို့ဆိုဦးဇင်းရဲ့ကိစ္စအလွန်ကြီးမားတဲ့ကိစ္စတွေဦးဇင်းလှုပ်ဆောင်ချက်တွေရှိတယ်အဲ့ဒါတွေကဦးဇင်းမရှိပြက်စည်းကုန်လိမ့်မယ်ဆိုတော့ဦးဇင်းလည်းငွေကုန်ချေးရလှုပ်ထားပြီးအဲ့ဒါတွေကအဆုံးရှုံးခံပြည့်စည်ခံပြီးတော့ထားခဲ့ရမှာဆိုတော့တောကလည်းရောက်သွားဒေါသလည်းဖြစ်အမေကအဲ့ဒီလိုသပင်ထိုးညတဲ့ခါကျတော့အမေဆိုတော့ပြန်ပြောလို့မရအဲ့မှနောက်ဆုံးတော့ကိုယ်စိတ်ကိုဖြေလိုက်ပြီးတော့မှန်ချလိုက်မှန်ချပြီးတော့မဦးဇင်းကဲအမေသဘောပဲဆိုပြီးတော့ရဟန်းဝတ်ပြီးမိဘစကားကိုတော့ဦးဇင်းငယ်ငယ်လေးကမိဘကိုစိတ်ဆင်းရဲအောင်ဆန့်ကျင်ဘက်ဘယ်တော့မှမလုပ်ခဲ့ပါဘူးမိမိကြောင့်မိဘမျက်နာလေးညှိုးငယ်သွားမှဦးဇင်းမလုပ်ခဲ့ဘူးမကြည့်ရဘူးနော်ဦးဇင်းအမေနေမကောင်းဘူးဆိုရင်လေဒီတက်တကြီးနဲ့ပြနေပြီဆိုဦးဇင်းတညလုံးမိတ်တော့အမေနာမခွာတော့ဦးဇင်းသွားဆော့တာတော့မှအမေလှမ်းခေါ်လို့ရမယ်နေရာနဲ့လွန်သွားဦးဇင်းမဆော့ဘာဖြစ်လဲဆိုတော့အမေခေါ်တဲ့အချိန်မှာအလွယ်ကူကြောင်းမိဘစိတ်ဆင်းရဲအောင်နည်းနည်းမှဦးဇင်းမလုပ်ခဲ့နော်ဘာဖြစ်လို့လဲဆိုဦးဇင်းငယ်ငယ်လေးကစိတ်ဆင်းရဲတဲ့သဘောတရားတွေကိုဦးဇင်းကြောက်ခဲ့ပါတယ်နော်အဲ့ဒီလိုနဲ့ဦးဇင်းယဟန်ဖြစ်ခဲ့တာအဲ့ဒီလိုယဟန်မဖြစ်ခင်ဦးဇင်းကြောင်းတက်တဲ့အချိန်မှာလဲအဲ့မြစ်တစ်ခု
ပကိုးချောင်းပေါ့ပကိုးချောင်းဦးစင်ဖြတ်ကူးတာဖြတ်ကူးတဲ့နေရာမှာလူကချောင်းလည်းမကူဘူးအဲ့တော့ရေနေတယ်ဆိုပြီးတော့ဦးစင်ရွှွန့်ကိုဖြတ်ကူးလိုက်တာရွှွန့်တဲ့နှစ်အဲ့တော့ဘာဖြစ်လဲဆိုသေရင်ဆင်းရဲကိုတွေ့ငါသေတော့မှာပဲကဲမဲ့လူလည်းမရှိရွာတယ်လည်းမဟုတ်ရွာလွတ်တဲ့နေရာချောင်းထဲမှာဘဝကနစ်လာအဲ့ဒီအချိန်မှာဦးစင်ဖျားတာမကြခင်ဒီတက်လို့ရှိရင်တော့ငါသေတော့မှာပဲအဲ့တော့ဗာလေမျက်စိမှိတ်ပြီးတော့ဖျားပဲတာနေတော့ဒီလာလို့ရှိရင်တော့ငါသေပြီအဲ့တော့ငါဖျားမှတော့ဗာကဲကြမရှိတော့ဘူးသူဖျားတာအဲ့ဒီလူနဲ့ဦးစင်နေရနေတော့မကြခင်ဒီတက်လာတော့ဦးစင်တို့အိမ်ရှိကကိုအောင်သိန်ဆိုတဲ့လူကငါတန်ငါသမားသူကငါးရှာကပြန်လိုက်လာရောဦးစင်းလည်းတွေ့ရောဦးစင်းကိုလှမ်းခေါ်ပြီးတော့သူကဲတင်လိုက်တာအဲ့ဒီတော့ဦးစင်းအိမ်လဲကြောက်တော့အမေထမင်းကျွေးတော့ထမင်းဆောင်ထဲမှာထမင်းစားဆိုင်ဦးစင်းဘာတွေးလဲဆိုတော့ဩလူတွေဟာဒုက္ခနဲ့ရင်ဆိုင်လာလို့ရှိရင်ဖျားလို့တကြပါလားအဲ့တော့ဒုက္ခနဲ့ရင်ဆိုင်လာပြီဆိုရင်ဖျားစိတ်ဖြစ်ဖျားနဲ့ညီးတယ်ဖျားကိုသတိရအဲ့ဒီတော့မှဖျားကိုတန်းတကြတယ်အဲ့ဒီလို့ဆိုရင်ငါဖျားနဲ့နီးအောင်ငါဘာလုပ်အောင်ဦးဇင်းဒုက္ခရောက်လို့ရှိရင်ငါဖျားနဲ့နီးမှာပဲအဲ့တော့ဦးဇင်းဆူတောင်းလိုက်တယ်ငါဘဝတိုင်းဆင်းရဲပါစေတခါတည်းဘာရဦးဇင်းဆူတောင်းတာခန္ဓာကိုယ်တစ်ခုလုံးကျက်သိနေထားအဲ့ဒါပါလေပါရမီတွေပါပဲလူတိုင်းဟာလူချမ်းသာနာချမ်းသာပြမချမ်းသာနိဗ္ဗာန်ချမ်းသာလူကြီးမာတယ်တောင်းကြတယ်ဒါတွေကိုပဲဆူတောင်းကြတယ်တပည့်တော်ဘဝတိုင်းဆင်းရဲပါလို့ဤလိုတောင်းတယ်လို့မရှိဘူးနော်အဲ့ဒါပါလေပါရမီရဲ့စိတ်ဓာတ်တွေအဲ့ဒီလိုနဲ့ဥစဉ်ယဟန်ဖြစ်ယဟန်လည်းဖြစ်တော့ကိုယ့်ရဲ့စကားတရားကျင့်တဲ့အခါကျတော့ဥစဉ်ရဲ့ဆရာတော်ကဘာဟောလဲနော်အဲ့တော့မှဝိပဿနာတရားတွေဘာတွေလဲဥစဉ်နားထောင်လို့ဆုံးမဘာမှမသိဆရာတော်ကဘာဟောလဲဆိုတော့ဒီယုတ်ကြီးကတနေ့သေလာမယ်သေလို့ရှိရင်ဒီဝေဒနာတွေကတက်လေဒီဝေဒနာဟာဒီယုတ်ကြီးကိုသေအောင်တတ်မယ်အဲ့လိုတတ်လာပြီဆိုရင်အလုံးဆင်းရဲတယ်အဲ့ဒီလိုဆင်းရဲလာပြီဆိုလို့ရှိရင်အခုလိုအာနာပါနကမ္မထံထူထောင်လိုက်မယ်ဆိုရင်ကျင့်လို့မပြင်းမဲနဲ့ဒုက္ခနဲ့လွတ်ရအာနာပါနသတိကိုထူထောင်တော့လွတ်ရကိုတွေ့သွားတော့အော်ဒါကိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲမှလွတ်တဲ့နီးနဲ့တူတယ်လို့ဒီလောက်ပဲဥစဉ်သဘောပေါက်ပါလေအဲ့ဒီလိုနဲ့ကိုယ့်ရဲ့စကားအဋ္ဌာန်လည်းပြည့်ရောဥစဉ်ထွက်ဖို့အချိန်ကြတဲ့ခါကျကျန်တဲ့ယဟန်တွေကထွက်သွားကြတယ်ဦးစဉ်းစားတယ်ငါထွက်ရကောင်းမလားမထွက်ရကောင်းမလားနော်ငါထွက်သွားလို့ရှိရင်ပညာတွေနဲ့လောကမှာကျင်လည်ပြီးတော့သားတွေမယားတွေနဲ့ငါသောကပရိဒီဝမီးတွေတောက်ပြီးတော့ငါရှာထားတဲ့ပညာတွေနဲ့သူများသားသမီးငါပုံယုံလုပ်ကြရအောင်မယ်ငါလည်းသားဒုက္ခသမီးဒုက္ခဒီဒုက္ခကြီးတွေကြည့်ပြီးတော့ငါကြောက်အောင်ပါဘာဖြစ်လို့လဲဆိုဦးစင်းကလူသေးမှအရန်ကြောက်တာတနေ့အဖေဘယ်တော့သိမလဲအမေဘယ်တော့သိမလဲသိရင်ငါဘယ်လိုပြန်ဖြစ်အောင်မလဲဘယ်ညီကမောင်နှမတွေဘယ်လိုပြန်သိအောင်လဲသေမာကြီးတွေကိုတွေးပြီးကြောက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့နောက်ထပ်အပူသေးမှာကိုဦးစင်းမကြောက်ဟိုရင်အပူသေးရမယ့်ဒုက္ခမကြိုက်တော့ဦးစင်းအောက်မှာညီကို၄ယောက်ရှိနော်ဦးစင်းအထက်မှာအမ2ယောက်ဦးစင်းမွေးပြီးကညီကို1ယောက်မွေးပြီးတော့နောက်ထပ်ကလေးမွေးရမှာအမေနောက်ထပ်ကလေးမမွေးနဲ့တော့ဟာဘာဖြစ်လို့လဲအမေလူ1ယောက်ထပ်ပြလို့ရှိရင်ဆင်းရဲစရာတစ်ခုထပ်တွေ့ရအောင်မှာအမေရဲ့နောက်တော့ကလေးတွေမမွေးပါနဲ့အောင်အဲ့တော့အမေကကြီးတယ်သူတို့ကဦးစင်းလူမှတောင်းဝေကတတိတရားမှမရှိဘူးဦးစင်းကလူ1ယောက်ပေါ်လာရင်ဒီတန်ရောစဉ်မိကြောင့်နော်ခွဲခွာရမယ်ဒုက္ခတောကပရိဒီဝမိတွေတထုံးပြန်တွေ့ဦးမအောင်ကြိုပြီးတော့ကြောက်ဦးစင်းအဲ့ဒီအပြည့်မြန်ရှိလားမရှိလားတော့မသိဘူးဦးစင်းမေကိုဝင်ရရင်ဦးစင်းကိုဝင်ရေးလာပြီဆိုဦးစင်းနဲ့ကိုအတွေ့မခံတော့ဦးစင်းငိုတယ်အမေကိုရိုက်တယ်ဆိုတာတတ်ကြီးတော့မဟုတ်လေကိုဝင်ထိုက်လူ1ယောက်ထပ်မွေးအဲ့ဒီလိုလူ1ယောက်အစ်စ်တွေရွှေမျိုးအစ်စ်တွေတန်ရောစဉ်အစ်စ်တွေဖြစ်မှာငငယ်တွေကကြောက်ငါတနေ့အိမ်အောင်ကြလို့ရှိရင်မယားဆိုတဲ့တန်ရောစဉ်သားတွေသမီးဆိုတဲ့တန်ရောစဉ်ဒီမီးတွေငါတွေ့ဦးမှာအဲ့တော့ဒီလိုတွေးကြုံရမယ်မြင်ကွင်းကြီးတွေငါအမြင်မခံတော့ဘူးဦးစင်းနံပါတ်1ဖုံးပြလိုက်နောက်တစ်ချက်ထွက်သွားတဲ့ယဟန်တွေကိုကြည့်လိုက်အော်တပါးကြီးတော့လေတပည့်တော်ဘုရားတရားတော်စစ်ကြင်နေမှာတဲ့သားတွေကဘလို့သမီးတွေကဘလို့အလောကဘလို့တပါးထွက်မှကျန်တော့ဘုန်းကြီးဒီလိုလျှောက်တပည့်တော်ဘုရားတရားစစ်ကြင်နေမှာသေးတယ်ဒါပေမဲ့သားကဘလို့သမီးကဘလို့အလောကကဘလို့ဝန်ထမ်းနေဆိုတော့တပည့်တော်တောင်းဝန်တွေကမကင်းကိုယ့်ရဲ့ဟိုရင်
ဟိုတင်ခွင့်နေရပြည့်မတတ်နိုင်ဘူးဖျားဆိုဦးဇင်းဘာသတိရလိုက်လဲဆိုတော့လူတွေဟာညှို့ကွင်းမိနေကြပါလားသွားသည်ညှို့ကွင်းမိနေငါညှို့ကွင်းလွတ်နေညှို့ကွင်းမိတဲ့ပုဂ္ဂိုလ်တတ္တဝါတွေရဲ့အမိခံရတဲ့သဘောတရားတွေငါတွေ့နေပြီငါဟာညှို့ကွင်းလွတ်နေတဲ့လူတယောက်ငါထွက်လူလဲရတယ်မထွက်လူလဲရတယ်ညှို့ကွင်းမမိလို့လွတ်နေတဲ့အချိန်မှာသူတို့တွေလူလာငါရောပြီးတော့လူလောကတဲ့နေဦးမဲ့ဆိုရင်ငါလည်းတနေ့ညှို့ကွင်းထဲမှာအမိခံအောင်ပါလားအဲ့တော့ဦးဇင်းညှို့ကွင်းမိခံမှာကြောက်ပါညှို့ကွင်းအမိခံတဲ့ပုဂ္ဂိုလ်ရဲ့တယောက်ထွက်သွားဒီပုဂ္ဂိုလ်တွေမလွန်ဆန်နိုင်ကြပါလားအဲ့ဒါကြည့်ပြီးတော့ဦးဇင်းနံပါတ်1နေ့ချက်ကြောက်သွားပြီးတော့ဦးဇင်းလူမထွက်ဘူးအဲ့တော့ဆရာတော်လျှောက်တယ်အရှင်ဘုရားတပည့်တော်တရားပြပါနော်အဲ့တော့ဆရာတော်ဦးဇင်းဘယ်လိုလျှောက်အရှင်ဘုရားတပည့်တော်မက်ဖို့နိဗ္ဗာန်လိုချင်တယ်ဗျာအရှင်ဘုရားတပည့်တော်မက်ဖို့နိဗ္ဗာန်ရအောင်ပြနိုင်ပါမလားအရှင်ဘုရားကိုယ်တိုင်ကမက်ဖို့နိဗ္ဗာန်ရမှတပည့်တော်မက်ဖို့နိဗ္ဗာန်ရအောင်ပြနိုင်မယ်အရှင်ဘုရားကရောင်တောင်တောင်နဲ့လုံနေတပည့်တော်လည်းရောင်တောင်တောင်ဖြစ်နေမယ်ရောင်ချင်းရောင်တပည့်တော်ကရုံးတုံးပြီးတော့ဘုန်းကြီးဝိပြီးအငတ်ခံမရအောင်ဘူးတက္ကမနဲ့အမိုက်ပုံနဲ့နေပြီးလွတ်လပ်လပ်ပျော်ပျော်ရွှင်နဲ့အကြောင်းခံမယ်ဗျာအရှင်ဘုရားအဲ့လိုဆိုရင်တပည့်တော်ကိုအာမခံချက်ပြီးပါအဲ့လိုဦးဇင်းဆရာတော်လျှောက်တဲ့ကဆရာတော်ကငါဒီလိုလူမျိုးရှာနေတာကွာဆရာတော်အာမခံသလားဆိုအာမခံနေအဲ့လိုလည်းပြောပဲအဲ့လိုဆိုဒီပြောမထွက်တော့ဘူးဗျာအဲ့လိုဦးဇင်းနံပါတ်1ချက်စဉ်းစားနောက်တစ်ခါဘာစဉ်းစားလဲမိမိပြည်သင်ခဲ့တဲ့ပညာကြီးကဦးဇင်းတို့တောကနေတက်လာပြီးတော့ကြောက်တန်းမှာတဆင့်ရန်ကုန်အဲ့ဒီလိုတဆင့်တက်လာတဲ့ပခုံးကနေပြီးတော့ဦးဇင်းတို့ရွာကနေပြီးတော့ကြောက်တန်းကိုကြောက်တက်တာ၄မိုင်ကြီးလွယ်ရတာအင်ကြီးကပခုံးနေပြက်ကြအင်ကြီးကအကောင်ကြီးပခုံးနေကြီးပြီးပြက်ကြအဲ့ဒီလိုဒုက္ခခံပြီးကြောက်တက်လာကြရတယ်ငါပညာသင်တဲ့ဘက်လှမ်းကြည့်လို့ရှိရင်ငါမနေ့ကြိုးစားရုန်းကန်ခဲ့ရတယ်ဒါတွေအလားအသာဖြစ်မှလည်းတစ်ဖက်ကဆိုရင်လူငယ်စိတ်ဆိုတော့နောက်တစ်ခါပြန်တွေးတာကရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ဟာတထေသားရေသားတွေရှင်နုရတော်ကဘုရင်သားတွေသူတို့တွေဒီရှာစားစရာမလိုပဲနဲ့ပြည့်ပြည့်စုံစုံလုံးလုံးလောလောရှိပြီးတော့ကာမဂုဏ်အာယုန်တွေကိုခံစားနိုင်တဲ့ပုဂ္ဂိုလ်တွေဒီလိုပုဂ္ဂိုလ်မျိုးတွေတောင်မှစွန့်လွတ်ပြီးထွက်သွားစေတာငါလူငပါမှဘာမစွန့်ရဲနိုင်ရမှာလဲကိုယ့်ကိုအားတင်းလိုက်အဲ့လိုအားတင်းပြီးတော့ဆရာတော်တပည့်ကိုတရားပြပါတပည့်တော့ဒီဘဝမှာတော့နော်တရားရအောင်တပည့်တော့ပြီးသနာတော်မူပါဗျာဆိုပြီးဦးဇင်းဆရာတော်သွားလျှောက်အဲ့လိုနဲ့ဦးဇင်းတရားဆက်ကျင်တဲ့အခါကျတော့တရားကျင့်မဲ့ပုဂ္ဂိုလ်ကမရှိတော့တဲ့အခါကျတော့နှိမ့်ခင်းပဲတပေါင်းတကူဆိုတကူလားသစုံလားလူကလည်းနေပူကလည်းပူတော့ဆရာတော်ကနှိမ့်ခင်းမပြအောင်ညမှပြအဲ့ဒါဆိုပြီးတော့နှိမ့်ခင်းကြတော့ဦးဇင်းကြက်ကလက်ကြောင်းရင်ဖះဘောတက်ပြီးတော့ဖះရဲ့အလေပြည့်စင်လှိုင်ကူထဲမှာဦးဇင်းသွားကျင့်စိတ်ကဖမ်းလို့မရအာနာပါနသတိထူထောင်မဲ့ကြံစိတ်ကမရှိအောင်ပြောက်သွားအရင်တော့လူငယ်စိတ်ဓာတ်တွေရဲ့အတွေးခေါ်တွေလူငယ်ရဲ့အာယုန်တွေအဲ့ဒီပုံမှာထိမ့်သိမ့်လို့မရဘူးအာနာပါနကမ္မနာထူထောင်လိုက်စိတ်ကပြန့်လွင်သွားရင်ပြန်ကရင်သတိထားရင်လွင့်ထွက်သွားရင်ဘယ်ရောက်မှမသိရင်အဲ့ဒီလူနဲ့တခါလေကြည့်လိုက်တာစိတ်ဖမ်းလို့မရတော့ဦးစိတ်ဓာတ်တွေကြာပြီးတော့ပခုံးကပါလာတဲ့ချွေးတုပ်တဲ့တရက်ကလေးကိုတခါလေသင်္ကန်းနဲ့ပတ်အဖြူစားလေးထုတ်ပြီးတော့အဲ့ဒီအဖြူစားလေးကိုကြည့်ပြီးဖြူတယ်ဆိုပြီးတော့ဒီစိတ်ကလေးဘယ်မှမရအောင်တခါလေမှတ်တာဖြူတယ်လို့ကြည့်စိတ်ကမှတ်ရင်းနဲ့ပဲစိတ်ကဘယ်ရောက်အောင်မသိပြန့်လွင့်တော့တာအာယုန်တွေကသိပြန့်လွင့်နေပါလေဘလို့မှကိုဖမ်းမရအောင်အဲ့ဒီလိုနဲ့ဦးဇင်းမလျှော့ဆက်ကျင့်တဲ့အခါကျတော့ကျင့်ရင်ပျောက်သွားရင်နဲ့နောက်ဆုံးတော့1ရက်2ရက်4 50 15ရက်လောက်ကျတော့ဆရာတော်တပည့်တော်တရားကျင့်လို့လည်းမရအောင်စိတ်တရားလည်းဖမ်းလို့မရအောင်စိတ်ဖမ်းလို့ရအောင်တပည့်တော်နီးပေးပါအောင်ဗျာအာမင်းဒီလိုမကျင့်နဲ့ဒီလောက်နဲ့မရဘူးတဲ့မင်းသွားသတိလာသတိနေသတိထိုင်သတိကိုင်းသတိဆုံးဝင်သွားတာတော့မှကွာတဲ့သင်္ကန်းယုံတာမင်းသိထားတယ်ကိုင်းတာသတိထမ်းတော်တယ်လှမ်းတာသတိကြွတာသတိမင်းစိတ်နဲ့မင်းယုံနဲ့တတိကပ်ပြီးတော့နေတယ်အဲ့ဒီလိုအကျင့်ပါအောင်လုပ်ပြီးတယ်ကြာကြည့်လို့ရှိရင်မင်းစိတ်နဲ့မင်းခန္ဓာနဲ့မြဲလိမ့်မယ်အဲ့တော့ဦးဇင်းကဘာလို့ရလဲတရားလို့ခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်ဆိုတော့တရားရအောင်ကျင့်တော့တခါလဲကိုင်းလာသတိထားတာလည်းသတိကိုင်းတော်ရင်ကြည်တာလည်းသတိလှမ်းတာသတိကြွလာသတိတတိလျှောက်ကပ်တယ်အဲ့ကိုင်းရတဲ့စိတ်ကပျောက်ထက်ကအဲ့ဒီလိုနဲ့ဦးဇင်း15ရက်အရက်20လောက်ကျင့်တာကျင့်အားလဲကောင်းလဲလာအောင်ဆုံးခံရင်လည်းတခါလဲတိုက်ကိုလုံးဒီမှာဆုံးခံကြွ
အိမ်တိုင်းဆုံးကြွရတဲ့ခါကျတော့တတိကရင်နဲ့ဆုံးခိုင်းနဲ့လည်းကတ်သွားတာအဲ့ဒီအိမ်မောဆုံးလောင်းတော့ဒကမာလေးကဆုံးလောင်းတယ်အဖုံးဖို့ပေးတယ်ပြန်လဲပိတ်ကောဦးသိန်းအသိစိတ်ချုပ်သွားတဲ့ဆိုတာငုတ်တုတ်ကြီးရပြစ္ဆုတ်ပံခန္ဓာနဲ့ပြစ္ဆုတ်ပံပဂရိစိတ်အာယုန်ဒီပညာအာယုန်ပေါ်မှာကန့်ညီမှုမရှိပဲနဲ့ပညာအာယုန်ကြီးချုပ်သွားတဲ့အတွက်ကြောင့်မိမိကိုမိမိဘုံကြီးမှမသိဆုံးခါနဲ့မသိပဂရိစိတ်ဒီရအဲ့တော့ဆုံးခါနဲ့ဆုံးလုံးတဲ့ဒကမာလေးဒီဘုံကြီးဆုံးလဲလောင်းပြီးတော့ထမသွားပါလားသူကလည်းပကံလေးကြိုက်ပြီးတော့ငုတ်တုတ်လေးထိုင်ကြီးဦးစင်းကလည်းငုတ်တုတ်ကြီးပဲနောက်မှအတိတရားပေါ်ပြီးလန့်သွားပြီးဦးစင်းထပါနောက်တော့ဆရာတော်တပည့်တော်ဒီလိုအတိကတ်နေလို့ရှိရင်တော့ဆုံးခါရင်အဲ့လိုဖြစ်သွားတယ်ဗျာအဲ့လာကြလို့ရှိရင်အိမ်ပေါ်မှာတပည့်တော်ပြဿနာတက်တယ်ဗျာဒီလိုဆုံးခါရင်နဲ့ကြည့်ရတာတပည့်တော်ခဏနားထားရင်ကောင်းမယ်ဆိုဆရာတော်မနာနဲ့မင်းသူများပြည်စီခိုးစားတာမဟုတ်ဘူးလေသူများမတရားဆော်ကားတာမဟုတ်ဘူးလေတရားကြည့်ရင်လည်းဖြစ်သွားတာဘာအပြစ်မှမရှိပဲတဲ့မင်းတို့ဘယ်လိုအပြစ်ပြောလို့လဲမပြောပါဘူးဗျာမပြောရင်ဆက်ကျင်အဲ့ဒီလိုနဲ့ဦးဇင်းဆက်ကျင်ရနေပြီးတော့အမေဖေးပြန်ပြီးတော့မိဘကြီးခွင့်တောင်းကျွန်တော်ဦးဇင်းတဝါကမယ်ဆိုပြီးတော့ခွင့်တောင်းပြီးတော့ပြန်လာပြီးတော့မင်္ဂလာတုံလဲရောက်ခုနတိုက်ကိုးလုံးကဒကမမိသားစုကဦးဇင်းပေါ်မှာအတိတ်ကတန်ရောစဉ်ကြောင့်ပြစ္ဆုတ်ပံမှာကြီးညိုရာကနေတရားကနေတဏှာဖြစ်သွားတယ်ဦးဇင်းလည်းတခါမှတွေ့ဘူးမြင်ဘူးတော့လည်းမဟုတ်ဘူးနော်ဦးဇင်းမင်္ဂလာတုံဆိုတာခြေချဘူးတာမဟုတ်ဘူးဒါပေမဲ့သွားပြီးတော့ကြုံတယ်ပထမမသိဘူးဒီဒကမတွေလွန်လွန်းတာပဲနော်ကိုယ်နဲ့လည်းမသိအကြောင်းဆက်လည်းမရှိပဲနဲ့နော်လိုလာတဲ့ပို့ပြီးတော့တရားတွေလွန်ခဲ့နေတယ်ဘေးလူတွေလည်းကြီးလို့မကောင်းတော့ဘူးအဲ့တော့ဆရာတော်လည်းတိုင်ပြီးတော့ဆရာတော်ကအေးဟုတ်တယ်အဲ့တော့မင်းဒီမှာနေလို့မရအောင်မင်းသဲမှုကမ္မထမ်းချက်တိုက်ဖို့မင်းသွားသတင်းသုံးပါမယ်ဒီမှာနေလို့ရှိရင်မင်းအာဏာရရှိတယ်အဲ့ဒါနဲ့ဦးဇင်းဆရာတော်နဲ့အတူမနေရအောင်ညလည်းကြောက်အောင်ဦးဇင်းတရားကြည့်ရင်လည်းတခါသွားတွေ့ရဒီဒကမတွေဟာအတိတ်ကတော့ဦးဇင်းအဲ့ဒီမှာယဟန်ဘဝနဲ့တရားအားထုတ်တယ်အဲ့ဒီအချိန်မှာတောနဲ့ကြီးအဲ့ဒီအချိန်မှာဦးဇင်းကတရားဆုံးခံကြွလို့ရလာတဲ့ဆုံးပူတာလေးကိုတောထဲမှာပြစ်ချထားတဲ့ခါမှာတောထဲကကြောင်မိသားစုကလာပြီးအဲ့ဒါကိုလာစားအဲ့ဒီကနေပြီးတော့နေတိုင်းပိုသမျှပုံသမျှကြောင်မိသားစုကလာစားအဲ့လိုနဲ့ကြောင်မိသားစုနဲ့ဦးဇင်းနဲ့ခင်မင်းရင်းနှီးတဲ့သဘောဖြစ်လာအဲ့ဒါကိုဦးဇင်းအတိတ်ကိုလည်းသွားလဲမြင်ရောအတိတ်တန်ရောစဉ်ကြောင့်ပြစ္ဆုတ်ပံလာပြီးတော့တန်ရောစဉ်ဖြစ်ပါလားဆိုပြီးတော့သူတို့ကဦးဇင်းအပြစ်မမြင်တော့ဘဲနဲ့သိရင်ကိုကြွားပါတယ်အဲ့လိုသိရင်ကိုကမ္မထမ်းကျောင်းရောက်ကိုရောက်လဲရောက်တော့ဦးဇင်းအိမ်မှာနေုံလာတန်း12ရက်ပေါ့အဲ့ဒီကနေပြီးဦးဇင်းစကျင်တာတစ်လလောက်ကျင်တာဦးဇင်းဘာတရားမှမရဘူးဝေနာတက်လာလိုက်ရှူလိုက်ပြေးလိုက်ဝေနာတက်လာလိုက်ရှူလိုက်ပြေးလိုက်ဝေနာတက်လာလို့ရှိရင်အာနာပါနကမ္မထံကိုထူတော့အဲ့လိုခိုင်းရတဲ့အတွက်ကြောင့်အာနာပါနကမ္မထံဒီဝေနာတက်လာရင်သူ့ကိုလွတ်အောင်ရှူပြေးရတဲ့အလုပ်ကြီးတစ်ခုဖြစ်အာနာပါနသတိရလွတ်တာနဲ့ဝေနာကြီးပြန်ရောက်လို့မခံရင်တဲ့စိတ်ဖြစ်တာနဲ့အာနာပါနသတိပြန်ထူတော့အဲ့ဒီလိုနဲ့ကြိုးစားလို့တခါတည်းလဲဇံကောင်းပြီးလွတ်သွားတယ်တခါတည်းလဲဝေနာဝပြန်ကြတဲ့အခါပြန်ကြီးအဲ့ဒီလိုနဲ့တရားကျင့်လာတယ်ကြာဒါပေမဲ့ဆရာတော်ကြီးကဟောတာပါဟောလေပူရာဝေနာတင်းနာဝေနာတောင်းနာဝေနာထုံနာဝေနာကျင်နာဝေနာလို့မှတ်နော်အဲ့လိုမှတ်တာဝေနာဘာမှလည်းမသိကျန်တဲ့ဆရာတော်ကြီးဟောတဲ့တိတ်ခွေကြီးဦးဇင်းနာတယ်ဝိပဿနာတရားမှမနာဘူးလားဘာတွေဟောမှလည်းမသိဦးဇင်းမှတ်မိလိုက်တဲ့တလုံးနော်ဘာမှတ်မိလဲဆိုဆရာတော်ကြီးကတရားရတယ်မရတယ်ကိုယ့်ကိုသိကြရင်တဲ့မျက်စိနဲ့အစင်းနဲ့ဖွင့်တိုက်လိုက်ပါမျက်စိနဲ့အစင်းနဲ့ဖွင့်တိုက်လို့လူမြင်လူသိခွေးမြင်ခွေးသိဆိုရင်ငကိုယ်သိပဲတဲ့ဘာတရားမှမရသေးဘူးဦးဇင်းနားလဲတာအဲ့ဒါတခုပဲနားလဲတယ်ကျန်တာဘာမှပေါက်ပြန်တဲ့ခံစားတွေဘာတွေခန္ဓာ၅ပါးတွေလျှောက်ပြောလဲဦးဇင်းမသိဘူးတရားမှမနာတတ်တာအဲ့ဒီလိုနဲ့ဦးဇင်းသိထားတာငါတရားကျင့်နေဆိုတာလူမြင်လူသိခွေးမြင်ခွေးသိငကိုအသိပဲဆိုတရားမရသေးဘူးလူမြင်လို့လူမသိတော့ခွေးမြင်လို့ခွေးမသိတော့ဘူးဆိုရင်ဒါတရားရတယ်ဒီတလုံးပဲမှတ်မယ်အဲ့ဒါလေးဦးဇင်းလက်ကင်ထားအခုဦးဇင်းတရားရလာတာအဲ့ဒီလက်ဟာလေးတစ်ခုနဲ့ဦးဇင်းတရားရခဲ့တာပါအဲ့ဒီလိုနဲ့ပြတဲ့ဆရာတွေကပူရာဝေနာတင်းနာဝေနာတောင်းနာဝေနာထုံနာဝေနာလို့မှတ်ဝေနာဟနံသူ့သဘောပါလဲစက်ကြည့်ဦးဇင်းကပြောတယ်အရှင်ဘုရား
ပူရာတင်းတာတောင်းတာထုံနာကျင်တာကြိုက်တာခဲတာပေါ်လာရင်ဝေဒနာလို့မှားမှာလားဟုတ်တယ်ဝေဒနာလို့မှားမှာအဲ့လိုဆိုလဲပူရာပေါ်လာတဲ့ဝေဒနာပေါ့လေမှတ်တာပဲတောင်းတာပေါ်ရင်တောင်းတာပေါ်လဲဝေဒနာမှတ်လဲစိတ်ကတာဝေဒနာမှတ်နေတာပြန်ကြည့်ရင်ပူရာတင်းတာတောင်းတာထုံနာကျင်တာကြိုက်တာခဲတာပဲသိဝေဒနာလို့မသိအဲ့ဒီလိုနဲ့ဦးဇင်းကြည့်တဲ့အခါကျတော့ဦးဇင်းကိုစောက်ရှောက်တဲ့သီလရှင်ဆရာကြီးတစ်ပါးရှိတယ်ဒေါ်ဓမိသရသူတို့လည်းတရားပြတယ်သီလရှင်အဲ့နဲ့ညနေလဲကြအောင်ဆရာကြီးဦးဇင်းတရားကျင့်တာပူရာတင်းတာတောင်းတာထုံနာကျင်တာကြိုက်တာခဲတာပေါ်လာရင်ဝေဒနာလို့မသိဘူးပူရတင်းနဲ့တောင်းတဲ့ထုံနာကျင်တဲ့ကြိုက်တဲ့ခဲလို့ပဲသိအဲ့တော့ဝေဒနာလို့သိအောင်ဘယ်လိုကျင့်ရမှာလဲဒါတွေတရားဓမ္မတွေဒါကျင့်စဉ်တွေတက်ပုံအစဘာမှမသိတဲ့လူဘိန်းတယောက်ကနော်ခရီးပေါက်အောင်ကျင့်လာတာဒါတွေဟာပညာယူပြီးတော့နော်နာဖို့အဓိကပညာယူပြီးနာကြပါပူရာတင်းတာတောင်းတာထုံနာကျင်တာကြိုက်တာခဲတာပေါ်လာရင်ပူရတင်းနဲ့တောင်းတဲ့ထုံနေကျင်တယ်လို့ပဲသိတယ်ဝေဒနာလို့မသိဦးဇင်းတို့ကသိပ္ပံကျောင်းသားတွေဆိုတော့ဒီကျင့်ဒီဘယ်လိုကျင့်ရလဲဒီလိုရှုရသည်ဘာကြောင့်ရှုရသည်ဒီအကြောင်းဒီဘယ်အကျိုးကိုအကျိုးပေးတယ်ဒီအကြောင်းဒီအကျိုးကိုဘာကြောင့်ပေးရတယ်ဒီလိုအကိုးကအထောက်ထားအဲ့ဒီလိုခိုင်လုံချက်ရာမှဥစဉ်တို့ကလုပ်လို့ရတယ်။ဘာဖြစ်လဲဆိုတော့သိပ္ပံမှာဟိုဂေယောမက်ထရီပညာတွေမှာဆိုလို့ရှိရင်ဒါတတိကနကုတိဒါထပ်တူညီမျှတယ်။ဘာကြောင့်ထပ်တူညီမျှတယ်ဆိုတာသက်သေပြရမယ်။အဲဒါသက်သေပြရင်သက်သေပြချက်အဲ့ဒီလိုဒီအကြောင်းကြောင့်ဒီတောင်းနေဒီလိုထပ်တူညီမျှပါတယ်။ဒီတတိကနကုထပ်တူညီမျှပါတယ်လို့ဒီလိုအကိုးကအထောက်ထားနဲ့ပြန်ပြရတာအဲ့ဒီဗီဇတွေကပါလာ။ငကိုတွေကလည်းမိမိကိုမိမိနော်အမှန်တရားကိုအမှန်တရားတိုင်းအမှားကိုအမှားတရားရင်ကျင့်တတ်ပြောတတ်ထုတ်ဖော်တတ်တဲ့ဗီဇလည်းရှိကိုယ့်ကိုအနည်းမရှိရင်မနေတတ်ဘူးအပြင်းပြေဆိုပြီးတော့ခြေလန်းတလန်းမလန်းအဓိပ္ပာယ်မရှိလို့ဆိုကိုလုံးတဲ့အလို့ကအဓိပ္ပာယ်ရှိရအခုတော့ပူရာတင်းတာတောင်းတာထုံတာကျင်တာကြိုက်တာခဲတာကိုဝေဒနာလို့ဖြစ်အောင်ဘာကြောင့်လုပ်တာလဲဆိုတော့ဦးဇင်းအားမရဘူးအဲ့ဒါနဲ့ဦးဇင်းတော့ဆရာတော်ကြီးတော့လျှောက်ရှင်မရတပည့်တော်ပူရတင်းနဲ့တောင်းတဲ့ထုံနေခြင်းနဲ့ကြိုက်တဲ့ခဲတယ်ဝေဒနာလို့မသိဘူးဗျာရွတ်တာကတော့ရွတ်တယ်မှတ်တာတော့မှတ်တယ်ဒါပေမဲ့ပြန်ကြည့်ပူရတင်းနဲ့တောင်းတယ်လို့ပဲသိတယ်ဗျာအဲ့ဒါတပည့်တော်ဘလို့ရှုအောင်ကိုတော်တဲ့ပူရာပေါ်လာရင်ဆင်းရဲတဲ့ရှိလားချမ်းသာလားရှိတာတပည့်တော်ဆင်းရဲတယ်ဗျာအဲ့ဒါဆိုဒုက္ခလို့သိလိမ့်ပါတဲ့အဲ့ဒီပူရတင်းတောင်းထုံခြင်းကြိုက်ခဲမှုဒီအရှင်ဘုရားဖန်တီးတာသူ့ဘာသူဖြစ်တာသူ့ဘာသူဖြစ်တာဗျာသူ့ဘာသူဖြစ်တာဆိုရင်အနတ္တလို့မှတ်ပါတယ်နော်အဲ့ဒီသဘောတရားဒီမြဲတဲ့သဘောရှိသလားမမြဲတဲ့သဘောရှိသလားမမြဲပါဘူးဗျာပြီးရင်ချုပ်သွားပါတယ်အဲ့ဒါဆိုလို့ရှိရင်အနတ္တလို့မှအနိစ္စလို့မှအဲ့လိုဆိုနီးရပြီသူကြည့်ပြန်တာပဲဝေဒနာတက်မတက်ခင်ကတော့အာနာပါနကမ္မထံကိုရှုရတယ်ဝေဒနာလည်းတက်တော့ဘယ်အစပေါ်မလဲကြည့်ဘာမှမပေါ်သေးရှုတာပေါ်လဲပေါ်လာပူတာလဲပေါ်လာရောပူတာဟာသူ့သဘောသူပေါ်လာတာပဲဆိုပြီးတော့အနတ္တတခါလေးရွတ်လိုက်တာစိတ်ကိုညောင်းတာပြန်ကြည့်ပူတာပဲသိတယ်ကိုယ်ကပူတာပဲသိတယ်လေအနတ္တလို့မသိအနတ္တရွတ်တာပဲရှိတယ်ပြန်ကြည့်တော့အောက်ကပြညတ်တဲ့ဘောကြီးဟာရုပ်ဖော်ပြမှုဟာပူတာပဲသိနော်ဒါကမ္မထံပြီးကမ္မထံယူကမ္မထံပြီးတဲ့ပုဂ္ဂိုလ်ဒီကမ္မထံယူတဲ့ပုဂ္ဂိုလ်ဒီရဲ့ဉာဏ်ကိုအတိုင်းအတာကိုပြည့်စံအောင်ကိုက်ညီအောင်ပြရပါတယ်နော်တမယိုးကြတသမတ်တဲ့မဟုတ်ဘဲနဲ့ဉာဏ်အမျိုးမျိုးရှိပါတယ်အဲ့ဒါကိုကမ္မထံပြီးတဲ့နေရာမှာအရေးကြီးဆုံးပဲကျင့်တဲ့ပုဂ္ဂိုလ်ရဲ့ဉာဏ်အတိမ်နဲ့အမျော်မြင်တွေးခေါ်ကိုမူတည်ပြီးတော့ကမ္မထံပို့ပြရဦးစင်းကနည်းနည်းတွေးခေါ်ပြီးတော့အကြောင်းအကျိုးအကိုးကားကိုသိခြင်းနဲ့ပေးပုံပေးနည်းဟာရိုးရိုးသမယိုးကြပေးတဲ့ခါကျတော့ပေးတဲ့ပုဂ္ဂိုလ်နဲ့ကျင့်တဲ့ပုဂ္ဂိုလ်နဲ့မအပ်ဘူးဖြစ်အနတ္တလို့ရွတ်တာပဲရှိတယ်ကြိုက်တာခဲတာမခံနိုင်နာတာပဲရှိတာပဲပူတာပေါ်လည်းမခံနိုင်တင်းတာပေါ်လည်းမခံနိုင်တိုင်းတာပေါ်လည်းမခံနိုင်တော့ဆင်းရဲတယ်ဒုက္ခရွတ်တာပဲဆင်းရဲတာပဲဟာရွတ်တာလည်းမပြောက်ပါဘူးပူတာတင်းတာတောင်းတာထုံတာညာကြိုက်တာခဲတာပေါ်လိုက်ဒီလိုပဲသိတယ်ဝေနာလို့လည်းမသိဘူးချမ်းသာလည်းမရှိဆင်းရဲတာပဲရှိအနိစ္စရွတ်လေမမြဲဘူးပြောင်းသွားတယ်ပူရာကနေတင်းတာပြောင်းသွားတယ်ပူတာချုပ်သွားတယ်ဆိုတော့ပူတာကိုအနိစ္စမှတ်မဲ့ကြံသေးတယ်ဟိုကတောင်းတာကြီးပေါ်တော့တောင်းတာကြီးပြစ္ဆုတ်ပံပေါ်နေတော့တောင်းတာကိုပြန်မှားပြန်တော့အနိစ္စကတစ်ချက်ပဲမှားလိုက်ရတယ်ဟိုဘက်ကရောက်သွားပြန်ဟောအနတ္တမှတ်လိုက်အနိစ္စမှတ်လိုက်ဒုက္ခအနတ္တများနေပြီအနိစ္စရွတ်အနတ္တဒုက္ခရွတ်နေရွတ်တာစိတ်ကြီးရွတ်နေတာ
ပူရာတင်းတာတောင်းတာပူရာတင်းတာတောင်းတာပဲထုံတာပဲသိတယ်ကြိုက်တာခဲတာပဲသိတယ်မခံကျင်တာမခံနိုင်တာပဲသိတယ်အနိစ္စလည်းမသိဒုက္ခလည်းမသိအနတ္တလည်းမသိအနိစ္စဒုက္ခအနတ္တရွတ်ပြီးတော့လဲအနိစ္စဝိပဿနာဉာဏ်ဒုက္ခဝိပဿနာဉာဏ်အနတ္တဝိပဿနာဉာဏ်လည်းမပေါ့ဘူးရှင်းရတာပဲဖတ်တယ်အဲ့လိုဆိုနေဥစဉ်စဉ်းကျင်တဲ့တပတ်လောက်ဥစဉ်နေရောညရောကျင့်ရင်းနဲ့လည်းမပေါ့တော့ဒါလည်းမဟုတ်သေးဘူးနဲ့တူတယ်ဆိုပြီးတော့အဲ့မှာဆရာတော်ဥဏ္ဏနောဘာသဆိုရကမ္မထမ်းဆေးပြဆရာကိုသွားပြီးမေးဖို့ကမလွယ်ပါဘူးနော်လူတွေကများတော့ရင်းနှီးအောင်ပေါင်းသွားတယ်သူကခေါင်းရည်တက်တော့ဥစဉ်သပင်ရှည်အောင်စောင့်လိုက်ပြီးတော့အရှင်ဘုရားတပည့်တော်ခေါင်းရည်ပြီးပါအောင်ဘုရားခေါင်းရည်တော်မှရင်းနှီးဖြစ်သွားမှအရှင်ဘုရားတပည့်တော်ပူရာတင်းတာတောင်းတာထုံတာဒီပေါ်လာလို့ရှိရင်ဝေဒနာလုံးမသိဘူးဗျာအဲ့ဒီဓာတ်ဒီပေါ်လာရင်ဆင်းရဲတာပဲဖတ်တယ်အဲ့တော့တပည့်တော်ဆင်းရဲမှုလည်းမရှိအောင်ဝေဒနာလုံးလည်းသိအောင်တပည့်တော်ဘလူကြည့်ရမှာလဲဗျာရှောက်အာကိုတော့ပူရာတင်းတာတောင်းတာပေါ်လာရင်ဝေဒနာလုံးမပေါ်ဗျာဒီလမ်းစဉ်ဟာဥစဉ်ကျင့်ခဲ့ပြီဆိုတော့မှတ်လဲအပူပဲငါမှတ်အောင်မှပဲသူကမှတ်အောင်မယ်ဆိုပြီးဆက်မှတ်တယ်ဒါပေမဲ့မှတ်နေတာကတခြားမြင်နေတာကတခြားနော်ခံစားနေတာကတခြားခံစားနေတာဆင်းရဲနေတယ်မှတ်နေတာကရွတ်နေတယ်ရုပ်ကြီးတော့ပူရတဲ့နဲ့တောင်းတယ်လို့သိပညာမကူဝိပဿနာပညာမကူအဲ့တော့မှဥစဉ်ကဲငါတရားကျင့်တာလဲတလကျော်သွားပြီနော်အရေးလည်းလောင်လာပြီတင်မားတွေလည်းဒဏ်ရာရလာပြီဖုတ်ဖုတ်ညံ့ညံ့လည်းဖြစ်လာပြီနေရောညော့ကျင်တယ်မနေ့6နာရီကနေ9နာရီ10နာရီထိ3နာရီ4နာရီတထိုင်ထိုင်နေနေ့ကင်း7နာရီကနေညနေ9နာရီတထိုင်နေထိုင်နေအဲ့ဒီကနေပြီးတော့9နာရီထိုးတော့ဖျားရှိခိုးကတော့နောက်တော့ဆရာတော်ရောက်တယ်တပည့်တော်ဖျားမရှိဘူးဗျာတပည့်တော်တရားကျင့်ချိန်နေနေပါလေအဲ့တော့မှဆရာတော်ကနေပြီးတော့တိမ်ထဲမှာသမုတ်ပေးရတယ်နော်ဘယ်ပုဂ္ဂိုလ်အဖြစ်တရားဆက်ကျင့်လိုပါတဲ့အတွက်ကြောင့်ဖျားဝတ်တက်မှုမပြုတော့ပါဘူးအဲ့ဒီလိုကျင့်မဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်လည်းဖျားဝတ်မတွေ့ပဲနေနိုင်ပါတယ်ဆိုပြီးတော့တန်ခါနေမှာဌာနတောင်းယူရတယ်အဲ့ဒီကနေစပြီးဥစဉ်နေ့ကင်း7နာရီအထိုင်ည9နာရီတထိုင်နဲ့ထိုင်တာတရားလူချင်းလို့ထိုင်တာဈေးစစ်စရာမလိုဘူးတရားလူလို့ထိုင်တာ1နာရီလောက်တော်ပြီ2နာရီလောက်တော်ပြီတော်ချင်းမှတော့ဘာလုပ်မလဲကိုရအောင်ထိုင်တာရဖို့လိုတယ်တရားလူချင်းလို့ထိုင်တာရချင်းလို့ထိုင်တာရမှသာလေအိမ်မှာမရဘဲနဲ့အရေးတွက်နေလို့နေလို့ငါအချင်းကုန်တာပဲဖတ်တယ်အဲ့တော့တရားငါရအောင်ကျင့်မယ်ဆိုပြီးတော့အဲ့ဒီလိုနာရီရှိကျင့်သို့တော့ကျင့်တဲ့လမ်းစဉ်ဒီမိမိနဲ့အပေးယူမတည့်တဲ့ခါကျတော့ခီးမပေါက်တော့တနေ့နာတာပဲဖတ်တယ်တနေ့နာတာပဲဖတ်တယ်ဒီလောက်နာရီထိုင်တော့ဆင်းရဲတာပဲဖတ်တယ်ကြာနေတဲ့ခါကျတော့ထွက်ပေါက်ကမရအာနာပါနကမ္မဋ္ဌာန်းရှုတော့ထူတော်လွတ်အောင်ပြီးတော့ခဏပြန်ကြဝေနာဘောပြန်ကြဆင်းရဲရှုတော့တာလွတ်အောင်ပြီးလို့တာလွတ်တာမရှုလို့ရှိရင်ပြန်ဆင်းရဲတာပဲဒီဆင်းရဲမှုကလည်းမလွတ်ပါလားအဲ့ဒီလိုဆိုရင်ဒီတရားငါဘယ်လိုကျင့်ရပါမလဲအဲ့တော့ဥစဉ်ဘာဖြစ်လဲဆိုတော့ဖရာဟုတ်တာအရင်တော့ဥစဉ်ယတနာ3ပါးအရင်တရားဟောတော့ဥစဉ်ဖရာတတဲ့အကြောင်းဥစဉ်ပြောခဲ့ပြီးဟောခဲ့ပြီးအာကိုရမရတော့ဆရာအာကိုရမရတော့ဖရာသွားတာတော့လေဖရာတရားမဟုတ်ဩအပေလေးပါးကြောက်တာလဲငါပဲအိုချင်းနာချင်းသိချင်းဆင်းချင်းကြောက်တာလဲငါပဲဒီစိတ်ပဲအပေတကားပိတ်ပြီးဝိသကအနာတပိလို့လူပြည်နတ်ပြည်တက်ပြီးတော့နတ်သမီးနဲ့ဘုံသင်ဆန်းနေတာလဲဒီစိတ်ပဲတရားလူကျင်တာလဲဒီစိတ်ပဲဝေဒနာတက်လာတော့ကြောက်တာလဲဒီစိတ်ပဲဒီစိတ်ကအမျိုးမျိုးပြောင်းလဲပြီးတော့ပေါ်ပြနေပါလားဉာဏ်ပေါက်လာနော်ဒါသဘောပေါက်လာပြီဝိပဿနာနေတဲ့ဝင်တော့အဲ့ဒီတော့တရားကိုကြည့်မြန်တော့လဲလူရမရလှုပ်ချင်ရမဖြစ်ကိုယ်ဆန္ဒတွေမပြည့်တဲ့ခါကျတော့ဘာစဉ်းစားလဲဆိုတော့ဩရှေ့တုန်းကယဟန္တာတွေဟာဇန်နီပြဇန်နီရငါအရင်တော့ဇန်ရခဲ့တာအဲ့လိုဆိုရင်ဇန်ရတာယဟန္တာဖြစ်ရမယ်အဲ့လိုဆိုပြီးတော့ဦးဇင်းအာနာပါနကမ္မထာနေဇန်ဖြစ်အောင်ပွားပြီးတော့တခါလဲရတဲ့ခါကောင်းငင်တက်တာကောင်းငင်တက်အရင်တော့တက်လိုက်ဆင်းလိုက်ပြန်ချလိုက်ပြန်တက်လိုက်ပြန်ဆင်းလိုက်ဇံကိုအမျိုးမျိုးရအောင်ကစားလို့အားရပြီလဲဆိုတော့မျက်စိနဲ့ဆင်းနဲ့ဖွင့်တိုက်သီလရှင်မြင်သီလရှင်မသိတယ်ဖွေးမြင်ဖွေးသိလူမြင်လူသိပဲဟာငါဇံရအောင်ကျင့်နေတာဇံနေလဲငါရတယ်နော်ကာနာဂုရီမြောက်တက်သွားတယ်ကြွတက်သွားတယ်ဒါတွေကလည်းရအဲ့ဒီလိုဆိုရင်လူမြင်လူသိဖွေးမြင်ဖွေးသိငကိုသိပဲဆိုရင်ငါကျင့်တဲ့တရားတွေတရားမဟုတ်တော့
ဇန်လဲလွဲနေပြီအဲ့ဒီလိုဆိုရင်တရားရအောင်ငါဘယ်လိုလုပ်ရပါမလဲလမ်းစာကိုမမြင်ခဲ့လို့နီးမှန်လမ်းမှန်နီးကောင်းလမ်းကောင်းမရခဲ့ပါဘူးဒါကြောင့်မလို့ဦးဇင်းတရားလူချင်းရဲ့သားနဲ့နီးမှန်လမ်းမှန်နီးကောင်းလမ်းကောင်းမရတဲ့ပုဂ္ဂိုလ်ကြီးဦးဇင်းအာမခံနဲ့ပြောင်ပြောင်တင်းတင်းကြီးပြကိုချင်းစာတရားကြီးထားပြီးတော့ကိုလိုမခံစားရလေအောင်ဆိုပြီးတော့ဒီသရာတွေနဲ့ပေါ်ခြင်းပြခြင်းဖြစ်ပါတယ်တော်တော်နာခဲ့တယ်ရုပ်တရားဖုံဖုံညံ့ညံ့ဖြစ်လာရှီကုံတွေကအရေးတွေကကြက်စီပြားလောက်ကိုအကွင်းလိုက်ပြတ်ကြတော့တင်မားတွေဆိုလို့ရှိရင်တရားဖြုတ်ပြီဆိုလို့ရှိရင်တန်ခါကြီးထွက်ပြီးတော့ကတ်တရားဖြုတ်တော့မှဆိုတရွေးနဲ့ဆုပ်ပြီးတစ်ဖက်ချင်းခွာပြီးနေရာရွှေ့အဲ့တော့မှဖြုတ်လို့ရအဲ့လောက်ထိအောင်ကျင်တယ်မထအောင်ထပေါ်တော့စင်းကိုမစင်းတော့အဲ့တော့နောက်တော့ဇန်နေရမဟုတ်လို့ရှိရင်အမြင်နေရတာယဟန္တာလားအဲ့လိုဆိုငါအမြင်နေထူတော်မယ်ဆိုပြီးထူတော်ရတာပဲအလင်းဓာတ်တွေပေါ်အကြည်ဓာတ်တွေပေါ်ပြီးတော့ကိုမြင်ညာရှောက်မြင်ကြည့်နတ်တွေကြားတွေပြမာတွေဘုံတွေဗိမ္မာန်တွေတောတွေတောင်တွေရေတွေမြေတွေရှောက်ကြည့်အကုန်လုံးမြင်တွေ့နေတာတိမ်တိုက်တွေကြားတယ်တွေ့မြေကြီးတွေကြားတယ်ရှောက်ကြည့်ပုဂ္ဂိုလ်တ attva တွေတွေ့ပိုးတွေတွေ့နော်ပုဂ္ဂိုလ်ပုံသဏ္ဍာန်မျိုးတွေတွေ့ဟာအဲ့လိုဆိုရင်ငါယဟနာဖြစ်ပြီးနေတူတယ်ဆိုပြီးတော့တခါမျက်လုံးနဲ့အစင်းနဲ့အခုလိုပရိတိုင်းဖွင့်ကြည့်ကြည့်လူမြင်လူသိခွေးမြင်ခွေးသိပဲနော်တရားမကြည့်ခင်တော့လည်းလူမြင်လူသိခွေးမြင်ခွေးသိတရားကျင့်ပြီးတော့လည်းပဂရိစိတ်ပဂရိအနေထားတိုင်းကြည့်လိုက်တာလုတ်ပြီးတော့ကြည့်တယ်မဟုတ်အထားမဟုတ်ဘူးကိုယ့်ရဲ့အတွင်ဣဇဒတဏ္ဍာ၌နော်ပြုပြင်ဖန်တီးမှုမရှိဘဲနဲ့ပဂရိအပေါ်ဓာတ်အရှိတအတိုင်းကြည့်လိုက်တဲ့အခါလူမြင်လူသိခွေးမြင်ခွေးသိငကိုသိပဲမပြောင်းဟာအဲ့ဒါဆိုရင်ငါတရားမရသေးဘူးဒီလိုအမြင်တတ်တရားလဲတရားနဲ့မဆိုင်ပါလားအဲ့ဒီလိုဆိုတရားနိလန်းနေဘယ်လမ်းရှိပြီလဲအဲ့ဒီလိုနဲ့ဥစဉ်ဆက်ကြည့်တဲ့အခါကျတော့ငါကြည့်ကြံသူပေါ်ကြရာတွေပေါ်နေတာငါလျှောက်ကြည့်နေတာပဲဒီလိုဆိုရင်ငါကြည့်ကြရာကိုကြည့်လို့ရရင်တရားနဲ့တူတယ်ဆိုပြီးတော့ဒီစိတ်လေးကြောင့်ဖြစ်ရတဲ့သဘောဒီစိတ်ကြောင့်တန်ရှိမှုဖြစ်ရတာအရိယာတွေကစိတ်ကိုထိမ့်သိမ့်နေပြောတယ်အဲ့ဒီလိုဆိုရင်ငါဒီစိတ်ကလေးကိုငါညင်အောင်ထိမ့်မယ်ဆိုပြီးတော့စိတ်ကလေးကိုထိမ့်ပါများတဲ့အခါကျတော့အဲ့ဒီစိတ်ကလေးကငြိမ့်ပြီးတော့ဖျားဆိုချုပ်သွားပြီးတော့ဘုံရလှက်ခနဲ့ဖြစ်သွားတယ်ဘုံစိတ်ကဘုံစိတ်လို့ချုပ်တော့သူ့ကိုတီပါများတဲ့အခါကျတော့ဘုံစိတ်လေးကချုပ်ပြီးတော့ဘုံမှာလှက်ခနဲ့ဆိုတစ်မျိုးလေးခံစားပြီးတော့လင်းနဲ့ဆိုအကြည်တက်ကြီးထွက်သွားအဲ့ဒီအကြည်တက်ကတစ်မျိုးပထမအာနာပါနကမ္မဏထူထောင်လို့ပေါ်တဲ့အလင်းတက်ကတစ်မျိုးကိုယ်ကတွေ့ကြတွေ့မြင်ညာမြင်တာအခုကရင်ဝါကနေစလိုက်မီးမြောင်းထိုးသလိုကိုကြည့်ကျင်ရာကြည့်မြင်လိုဟာမြင်တဲ့အရာကိုထိုးကြည့်လေအကုန်တန်းပေါ်တာပေါ်တဲ့ခါကျဥဒိည7 နာရီပေါ့တရားကျင့်နေချင်းမင်္ဂလာတော်ရင်မော်ဘီမြို့နယ်မှာမော်ဘီမှာကျင့်ဥစဉ်အမိန်နဲ့ဖေရပကိုအဲ့ဒီကနေပြီးတော့ငါအမိန်နဲ့ပြီးလှမ်းကြည့်အောင်ပါပဲဆိုကြည့်ကြတခါလည်းမြင်တာပဲအဲ့ဒီအချိန်မှာဘာလုပ်နေလဲဆိုအမေကကလေးသိအဖေကမိဖို့ကြောင့်နဲ့မှာငါ6 ပုတ်စားဒီတိုင်းပဂတိမျက်စိလေးနဲ့ဖုံးကြည့်သလိုမြင်နေရတာအဖေကဘာလို့လဲဆိုငါ6 ပုတ်စားပြီးတော့စီလိုက်ရှာတာစီပလင်းမတွေ့တော့ဟဲ့မခင်မြစီပလင်းပမာထားလေအဲ့ဒီလိုပြောတဲ့အသံကိုအီယာဖုန်းလေးနားတဲ့တတ်ထားတယ်လို့သေးသေးမြင်လေးနဲ့ရှင်းလင်းကြားနေရအမေကကြောင်ရင်တောင်းထဲမှာတဲ့အဲ့ဒါနဲ့တခါကြီးကနေပြီးတော့ကြောင်ရင်တောင်းထဲသွားပြီးတော့ပလင်းယူပြီးတော့ထောင်ကြည့်လိုက်တာပလင်းကဖင်ကပဲကြီးတော့ဒေါ်တွေပေါ့နင်တို့ညနေတည်းကစီကိုကြီးဘာဖြစ်လို့မဝယ်ထားတာလဲဘာဖြစ်လဲညာအဲ့လိုဆိုတာကြားနေရတယ်ဟာအဲ့တော့ဦးစင်းကငါသိကျင်ရမြင်ကျင်ရကြားကျင်ရကိုသိလို့မြင်လို့ရတယ်ဒါဆိုငါယဟန္တာဖြစ်နေတူတယ်နော်သောတာပန်ယင်ကြီးရတယ်သရဂံအနာဂံဒီမှာမသိဘူးတရားရတာယဟန္တာပဲဒီလိုပဲသိတာယဟန္တာဖြစ်ရင်ဒါနိဗ္ဗာန်ရောက်ယဟန္တာဖြစ်အောင်ကျင့်ရမယ်ဒီလိုပဲသိအဲ့တော့ယဟန္တာဖြစ်မဖြစ်တာကိုကျင့်အဲ့တော့ဒီလိုအမြင်ကြားရလို့ရှိရင်တော့ငါယဟန္တာဖြစ်နေတူတယ်ဆိုပြီးတော့မျက်စိနဲ့အစင်းနဲ့ဖွင့်လိုက်သီလရှင်နေလားသီလရှင်နေပဲသိခိုးရီလားခိုးရီပဲသိကြီးကနေလားကြီးကနေပဲသိလူတွေလားလူတွေပဲသိဟာငါငကိုသိမပြောင်းပါလားငါဒီအကျင့်နဲ့မှားပြီးနေတူတယ်မှားပြီအဲ့လိုဆိုရင်ဒီအကျင့်ဖြစ်နော်ဆရာတော်ကြီးရဲ့နော်သူတော်ကောင်းစကားတခုံးကောင်းလေးပဲကြားလိုက်ရအလွန်တန်မှုရှိပါတယ်
တကယ်လို့လားဆရာတော်ကြီးကအဲ့ဒီလိုတာမပြောခဲ့တော့ဦးဇင်းဇန်နီနဲ့ပြောရင်ပြောနေမယ်အမြင်နေအကြားတွေနဲ့ပြောရင်ပြောနေမယ်ပါးနေမှာပဲအဲ့ဒါကိုအဟုတ်ကြီးထင်ပြီးတော့လဲနေမှာပဲအခုတော့သူတော်ကောင်းရဲ့အလွန်မွန်မြတ်လာတဲ့တန်မိုးရှိတဲ့စကားလေးတစ်ခွန်းကြောင့်ဦးဇင်းအခုလိုအထွတ်တိတ်ကိုရောက်ခဲ့တာအဲ့ဒီလိုလဲတရားဓမ္မတွေကိုနာစီခြင်းပါတယ်အဲ့လိုပညာတွေဘုသူရတွေလည်းယူစီခြင်းပါတယ်နော်အဲ့ဒီကနေပြီးတော့ဦးဇင်းဒါမဟုတ်တော့ဦးဇင်းဘယ်ဟာတရားလဲတရားနိလန်းရှာလဲရတာနိလန်းမတွေ့ယဟန္တာတွေကတရုတ်သေးမကောက်ရုပ်တွေအများကြီးခွဲလို့ရအဲ့ဒီလိုဆိုရုပ်တွေခွဲကြည့်လို့ရရင်တရားလားအဲ့ဒါဆိုရုပ်တွေကိုလွတ်ပြန်တယ်ရုပ်တွေကိုခွဲထုတ်တရုတ်ကနေနောက်တရုတ်ဖြစ်အောင်စိတ်နဲ့အမျိုးမျိုးလျှောက်လို့ရအောင်ဖန်တီးကနေထိုင်နေတဲ့ရုပ်ကနေဖြတ်သူတခါရုပ်တွေကိုကိုယ်ထွက်သွားပြီငိမ့်ငိမ့်အေးအေးနဲ့ရင်ကြီးကြီးလေးရုပ်တရုတ်ကခြေတလန်းချင်းထွက်သွားအဲ့ဒီအချိန်မှာဦးဇင်းကရင်ဘူးလို့ရေစားနေရေတောက်ချင်တဲ့စိတ်ဖြစ်လာရေတောက်ချင်တဲ့စိတ်လည်းဖြစ်လာငါရေသွားတော့မယ်ဒီရုပ်ကြီးမထပဲနဲ့ငါရေသွားတော့လို့ရအောင်သွားတော့မယ်ဆိုပြီးတော့အဲ့ဒီရုပ်တရုတ်ခွဲတဲ့အကျင့်ကိုလေ့ကျင့်ပါများတဲ့ခါကျတော့အဲ့ဒီရုပ်တရုတ်ကမတ်တထပြီးတော့အိန္ဒိယရလေးနဲ့တလန်းကြီးအမတန်ကြီးသာသာလေးနဲ့ထွက်သွားပြီးလေပြီးတော့ရေပုံးဖွင့်ခွက်ကိုင်းရေတောက်အမေအေးပြီးတော့သွားတယ်ဟာအဲ့ဒီကနေပြန်လာအနားလဲရောက်တော့အဲ့ကုဏရုပ်ချုပ်ထိုင်နေရုံနဲ့စိတ်နဲ့ပေါင်းသွားဟာငါရုပ်တရုတ်ခွဲထုတ်လို့ရပြီထူးပြီဒါဆိုရင်တော့ငါယဟန္တာဖြစ်နေတူတယ်အဲ့ဒီကနေပြီးတော့မျက်လုံးနဲ့မျက်စိနဲ့အစင်းနဲ့ဖွင့်ကြည့်လူမြင်လူသိခွေးမြင်ခွေးသိငကိုသိပဲလူမြင်လူလို့သိတယ်ခွေးမြင်ခွေးလို့သိတယ်သစ်ပင်မြင်သစ်ပင်လို့သိတယ်ရေမြင်ရေလို့သိတယ်တရားမကြည့်ခင်တော့အသိအမြင်တိုင်းကြီးပဲဘာမှမတူဘူးအဲ့ဒီလိုဆိုရင်ငါတရားမရသေးဘူးဒါဖြင့်ဘယ်ဟာအကျင့်လန်းလေမျက်စိတွေလေအာကိုလိုက်တာတရားကလည်းသိလို့ချင်းတာထမင်းစာနေတဲ့လူခရီးဝေးကခရီးပန်းပြီးတော့အလွန်မောပန်းပြီးတော့ဆာလောင်မုတ်သက်နေတဲ့အခါထမင်းဂျူးပဲစားစားနဲ့ပဲစားအတင်းအာရမစားခြင်းတဲ့ပုံစံမျိုးဖြစ်တရားကိုအလွန်လိုချင်နေတာဒါပဲနဲ့ညီကုံလန်ကုံမရခဲ့ဘူးအဲ့ဒီလိုနဲ့ဦးဇင်းဘယ်နည်းဟာတရားလဲလို့ပြန်ကြည့်ပဂရိအတိုင်းငါကြည့်မြင်ရမလားမသိဘူးဆိုပြီးတော့ရှိရတရားထိုင်တဲ့ပုဂ္ဂိုလ်မျက်စိလေးဖွင့်ကြည့်လိုက်ပြန်မိတ်လိုက်အဲ့ဒီပုဂ္ဂိုလ်ပေါ်အောင်ပေါ်လိုက်ပျောက်သွားလိုက်ပြန်ကြည့်လိုက်ပြန်မိတ်လိုက်ပြန်ဆွဲယူလိုက်အဲ့ဒီရုပ်ကိုပေါ်လိုက်ရေးလေးပေါ်လာလိုက်အဲ့ဒီလူနဲ့ဥစဉ်ကျင့်လိုက်တာ3-4ရက်တော့လည်းကြာရောရှိရလူပဂရိအတိုင်းပေါ်တယ်အဲ့လူလည်းပေါ်ရှိတယောက်နဲ့ဆက်ကြည့်ရှိရလူတွေယဟန်ဒီသီလရှိတွေထိုင်တာကြည့်မြင်တယ်နောက်ကိုပြန်ကြည့်နောက်ကလူတွေအတိုင်းသားမြင်ဩအဲ့ဒီကနေပြီးတော့ဓမ္မယုံတစ်ခုလုံးဖြန့်ကြည့်အကုန်လုံးဓမ္မယုံကြီးမျက်စိဖွင့်လို့မြင်တယ်အဲ့ဒီကနေဓမ္မယုံကနေပြီးတော့လေကားအထက်တိုင်းဆင်းပြီးလမ်းတွေလျှောက်ကြည့်လမ်းတွေလည်းအကုန်မြင်တယ်အဲ့ဒီကနေကြောင်းဝင်းတစ်ခုလုံးကြည့်အကုန်မြင်တယ်အဲ့လိုဆိုရင်ငါတရားရပြီနဲ့တူတယ်ဆိုပြီးတော့ဦးဇင်းမျက်စိနဲ့ဆင်းနဲ့ဖွင့်တိုက်သီလရှင်မြင်သီလရှင်မသိတဲ့လူမြင်လူသိခွေးမြင်ခွေးသိငကိုသိကိုမပြောင်းအဲ့တော့မှဦးဇင်းအားငယ်ပြီးတော့ငါတော့တရားရမှာမဟုတ်တော့ဘူးနဲ့တူပါတယ်အာနာပါနကမ္မထာကိုထူတော်တယ်အရင်လိုရမ်းသမီးမထူတော်တော့နော်ဒါရကမတွေဒါတရားကျင့်တဲ့ပုဂ္ဂိုလ်ကြီးပါမှာပါအလုတ်တစ်ခုကိုရမ်းသမီးလုပ်လို့မရပါဘူးဝိပဿနာတရားဆိုတာသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်စစ်စည်းသုံးသတဲ့ယထာဘုဒ္ဓဉာဏ်အရင်တော့ကတော့ဆရာရှုလို့ခိုင်းလို့တာရှုတာဘာမှမသိဆရာမှတ်ခိုင်းလို့မှတ်တာဘာမှမသိလူရင်းအဓိပ္ပာယ်ပန်းတိုင်ကိုမသိခိုင်းတဲ့ပုံမှာဘာကြောင့်ခိုင်းတယ်လို့ဆရာကလည်းကံကတာကိုအောင်မရှင်းပြမိမိကလည်းဆရာခိုင်းတဲ့ရွေချက်နဲ့အကြောင်းတရားကိုမသိစေဒီလိုဒုံးနဲ့ကြီးရလာတော့ငါတရားရမှာမဟုတ်ဘူးအဲ့တော့အာနာပါနကမ္မထံထူတော်တာဘာကြောင့်လဲမြတ်စွာဘုရားကြီးဖျားဖြစ်တယ်ဆိုတာအာနာပါနကမ္မထံဖြစ်တယ်အဲ့ဒီလိုဆိုရင်ဒီအာနာပါနကမ္မထံမှာတရားရှိရမယ်အဲ့ဒီလိုဆိုရင်ငါသေချာစစ်မယ်ဆိုပြီးအာနာပါနသတိကိုပဂရိအတိုင်းဝင်လေသဘောထီချက်ကလေးပေါ်လာတဲ့သတိထားလိုက်တယ်ထွက်သွားတဲ့သဘောထီချက်ကလေးသဘောပေါ်လာတဲ့သတိထားလိုက်တယ်ဟုတ်လားဝင်လေပြန်ပေါ်လာတဲ့ထီချက်ကလေးပေါ်လာတဲ့သတိထားလိုက်တယ်အရင်လိုရှုရှဲနဲ့တခါတည်းရမ်းသမ်းမရှုတော့ဘူးအကြောင်းပဲမရှုတော့ဘူးတတိနဲ့ရှောက်ရှုတော့တယ်အခုတော့မှတတိဥစည်းရမှန်းသိတယ်တတိနဲ့ရှုတယ်
ထိသဘောလေးပေါ်လာလိုက်သတိထားလိုက်ပဂရိရှုတဲ့လေလေးနဲ့ထွက်သဘောကြောင့်ထိသဘောလေးပေါ်လာလိုက်သတိထားလိုက်သေသေးချာချာထိသဘောလေးသတိထားရနေထိသဘောရဲ့အစထိသဘောရဲ့အဆုံးဖမ်းသေသေးချာချာဖမ်းပြီဝင်လေကြောင့်ထိမှုလေးပေါ်လာတဲ့သတိထားလိုက်တယ်ထားနေရပေါ်ထိချက်ကလေးပြက်သွားတယ်ပြက်မှန်းသိလိုက်တယ်ပြက်ပြီးကြတဲ့အဲ့ပြက်တဲ့နေရာနေပြီးတော့ထိချက်ကလေးပေါ်လာတဲ့သတိထားလိုက်တယ်အဲ့ဒီနေရာမှာပထမတော့နုနေတော့အာဝင်ခွင့်ကြမရှိဘူးထိပြီးမှသိလိုက်ပြက်ပြီးမှသိလိုက်ပြက်ပြီးမှသိလိုက်ထိပြီးမှသိလိုက်အဲ့လိုဖြစ်တယ်နောက်တော့ပဂရိဝင်လေထွက်လေဟာမြန်နေတဲ့အခါကျတော့ဝင်လေထွက်လေကိုပဂရိရှုလေးကိုလျှော့ပြီးချိန်သားကြိုက်လို့မိမိတတိကတ်လို့ရအောင်ပဂရိရှုလေးနဲ့လျှော့ပြီးတဲ့အခါကျတော့ထိစေသည်ချုပ်စေသည်ပေါ်စေသည်ပြက်စေသည်ပေါ်စေသည်ပြက်စေသည်ထိမှုလေးပေါ်လာလိုက်သိလိုက်ပြက်သွားလိုက်သိလိုက်ထိမှုလေးပေါ်လာလိုက်သိလိုက်ပြက်သွားလိုက်သိလိုက်တတိသေးချာကပ်ပြီးတော့ဒီပေါ်မှာဘာရှိလို့တရားတွေရှိတာလဲဖះကအာနာပါနကမ္မဋ္ဌာန်းထူတော်ပြီးဖះပြည့်တယ်ဆိုတော့ဒီအာနာပါနကမ္မဋ္ဌာန်းမှာဘာတွေရှိလဲလို့သိကျင်တဲ့စိတ်ကြီးပေါ်လာတယ်အဲ့တော့ထိစေသည်ပြက်စေသည်ပေါ်စေသည်ပြက်စေသည်အဲ့ဒီလိုတတိကတ်သွားကတ်ရင်နဲ့မိမိကတ်တဲ့တတိဒီအရှုကံပေါ်စေသည်ပြက်စေသည်ထိမှုကမ္မဋ္ဌာန်းပေါ်မှာသန္နစောပြီးဇောဖြစ်နေတာကိုသွားတွေ့ဇောဖြစ်ပြီးအချိန်လုံးနဲ့ယုံတော်မီခွေးမြောက်လိုက်တယ်အဲ့တော့မိမိရဲ့ထိမှုကမ္မဋ္ဌာန်းအာရုံပေါ်မှာတိမှုတတိထားမှုဒီလိုတာတဲ့ပို့ပြီးသန္နမစောပဲနဲ့မျှတတဲ့တတိလေးထားလိုက်အဲ့လိုတတိလေးမျှတတဲ့တတိလေးကိုသန္နမစောမလောပဲနဲ့ထားလိုက်တဲ့ခါကျတော့ဘောင်ချိန်ကြိုက်သွားပြီးတော့ထီစေသည်ပြက်စေသည်ပေါ်စေသည်ပြက်စေသည်ထီစကလေးပေါ်လာလိုက်တီးလိုက်ပြက်သွားလိုက်တီးလိုက်ပေါ်လာလိုက်တီးလိုက်ပြက်သွားလိုက်တီးလိုက်ပေါ်စေသည်ပြက်စေသည်တထတဲ့တီးလဲလာတော့လှက်ခနဲ့ဆိုဘုံပြုတ်သွားထီစေသည်လို့အောင်ပြီးတော့တဲ့စိတ်ကပဲရောက်သွားလို့ဘုံပြောင်းသွားဟာနာသီဝထီတီပြန်ကတ်ထီစေသည်လို့ပြန်ကတ်တာလှက်ခနဲ့ဆိုပြောင်းသွားဘဝင်လေးမှာရစ်တောင်လေးနဲ့ခတ်လိုက်တယ်လှက်ခနဲ့ဆိုတင်ကုန်လေးဖြစ်သွားပြီးတော့တတိဒီပဲရောက်သွားတယ်ဆိုဘုံရောက်သွားဘုံရောက်တာကိုမသိဘူးနာသီဝတိပြန်ကတ်တယ်ကိုကအာနာပါနကမ္မဋ္ဌာန်းမှာတရားရှိတယ်ဆိုတော့တရားရှိရာအရက်ကိုပဲပြန်ဆွဲပြီးတင်ကိုကအာနာပါနတတိလည်းပြန်ကောက်ကမယ်လဲကြံတော့ဟောလက်ခနဲ့ဆိုဘုံရဆွဲချပါလေဟာဘယ်သဘောပါလဲငါကအာနာပါနတတိကိုကတ်တယ်တရားရှာခြင်းလို့တရားရှိတဲ့နေရာရှာတာဘာကလာပြီးဆွဲချအောင်မလဲမသိလက်ဆိုပုတ်ချလိုက်လို့ဖြစ်ပြီးဘုံကပြန်ကပြန်တင်အာနာပါနတတိပြန်ကလက်ခနဲ့ပြန်ပြုတ်ကြပြန်တင်တင်းကပြန်ပြုတ်ကြဩထူးပြီငါကတီးမှုကိုတတိကတ်တယ်ဘာသဘောမှမသိဘ누구ကပုတ်ချမှမသိဘ누구ကခေါ်သွားမှမသိတဲ့နေရာဘယ်လိုရောက်သွားပါလဲကဲဒီတခါပြန်ပြီးသေချာသိမယ်ဆိုပြီးဒီကထီစေသည်ပြက်စေသည်ကိုပြန်ပြီးတတိလည်းကတ်လိုက်ရောတတိကိုအရင်လိုရမ်းမကတ်တော့ဘယ်သဘောကြောင့်ဒီလိုဖြစ်လာတာလဲဆိုတာသိနေပြီဒါတခါတော့မှတရားကျင့်နေတာမှာနော်အကြောင်းတစ်ခုကိုကျင့်တိုင်းကမ္မထမ်းတစ်ခုကိုအောင်ယူတိုင်းအကြောင်းဘယ်လိုအကျိုးဘယ်လိုလို့ဆင်ញင်ုံတရားရှိထားဖို့အဓိကကြပါတယ်အဲ့ဒီလိုစူးစမ်းတတ်တဲ့သဘောဆင်ញင်တတ်တဲ့သဘောအကဲခတ်တတ်တဲ့သဘောအဲ့ဒါဒီလေဝိပဿနာဉာဏ်ရမယ်မျိုးစိတ်ပါနော်ယန္တမီမလုံးနဲ့ယန္တမီလုံးလို့ရတဲ့တရားမဟုတ်ပါဘူးနော်အဲ့ဒီလိုနဲ့တတိကတ်တဲ့အခါအရင်လိုထီစေသည်ပြက်စေသည်ပေါ်စေသည်ပြက်စေသည်လို့တိုက်ရိုက်မကတ်တော့ပဲနဲ့အဲ့ဒီလိုထီစေသည်ပြက်စေသည်တတိထားရနေပြီးတော့ဘယ်သဘောမှမသိတဲ့ခုကပြောင်းလဲသွားတာဘာကြောင့်လဲလို့သိကျင်တဲ့ဌာနနဲ့ကတ်တာကတ်လဲကောအာနာပါနသတိပေါ်စေသည်ပြက်စေသည်လဲကတ်ညံကလည်းနောက်ကနေချောင်းလိုက်တာလှဆိုဘုံကိုနံလေးပြောင်းညွှတ်သွားပြီးတော့ဟောသဘောလေးရိပ်ပြီးသွားပြီဩငါကအာနာပါနသတိထားတယ်ဒီရုပ်ကြီးတွေကဒီသဘောကဘုံကိုပြောင်းလဲသွားတယ်ကဲငါထားတဲ့နေရာမနေလို့ရှိရင်နင်ထားရင်တဲ့နေရာနေဆိုပြီးကတ်ထားတယ်ဘုံဝင်မှာပြန်ဆွဲတယ်လို့မှပဲတင်းတင်းပြန်ပြုတ်ကြကတ်တာဘဝင်လဲကတ်ကောဘဝင်စိတ်ဆိုတာအရင်တော့ဦးဇင်းတို့ဘဝင်လည်းမသိဘူးဘာမှလည်းမသိဘူးတရားမှဘဝင်ရှိမှလည်းမသိဘူးနော်ဘဝင်ရောက်သွားတယ်ရောက်လဲရောက်အဲ့မှာတတိထားတော့အတ္တိကနေပြီးတော့စဉ်းစားတဲ့စိတ်လေးပေါ်လာလိုက်တတိထားလိုက်ချုပ်သွားလိုက်ဝေဘာနဲ့စိတ်လေးပေါ်လာလိုက်တတိထားလိုက်ချုပ်သွားလိုက်ကြံစီတဲ့စိတ်လေးပေါ်လာလိုက်တတိထားလိုက်ချုပ်ဒီစိတ်ကိုပဲလိုက်ကြတာအဲ့ဒီလိုနဲ့နေရနေဝေနလည်းတက်ကောခုနဘဝင်မှာထားနေတဲ့စိတ်ကဘယ်ရောက်သွားလဲဆိုဝေနာကြီးပြောင်းကျော်သွားဟောငါအရင်တော့အာနာပါနကမ္မဋ္ဌာန်းထားတယ်အခုဘဝင်ကိုပို့အခုဘဝင်ကနေပြီးတော့သူခေါ်တဲ့နေရာငါလိုက်ကြည့်ဘဝင်ကမဟုတ်ဘူးဝေနာကြီးပြောင်းသွားကြည်စမ်းဒီတရခံဘယ်သူလဲဘယ်သဘောလဲဆင်ញင်ပြီအဲ့တော့မှဦးဇင်းကဲဝေနာကြီးနေပို့တဲ့နေရာနေဟာအဲ့လိုနေဝေနာကြီးတာတဲ့ခါကျတော့မခံနိုင်ဘူးမခံနိုင်တဲ့ခါကျတော့ရှူပြီးတော့ဟမ်ငါဒီလမ်းလျှောက်ခဲ့တာကြာပြီ
ယန္တပြီးအာနာပါနသတိထူထောင်တယ်လွတ်အောင်ပြေးတာပဲရှိတယ်အကျိုးတရားကြီးပဲဘာမှအကြောင်းမလို့ဒီလမ်းကမလျှောက်တော့ဘူးကဲဒီစိတ်ကအမျိုးမျိုးမရဲကြောက်လည်းဒီစိတ်တရားလိုချင်လည်းဒီစိတ်နိဗ္ဗာန်လိုချင်လည်းဒီစိတ်သန္တာအောင်ကြောက်တာလည်းဒီစိတ်သန္တာလွတ်လွတ်လည်းဒီစိတ်တရားလိုချင်လည်းဒီစိတ်အမျိုးအခုလည်းအာနာပါနကမ္မထံထူထောင်လည်းဒီစိတ်ဘဝင်ပြောင်းတော့လည်းဒီစိတ်ဝိညာဉ်ကြီးပြန်ဖို့လည်းဒီစိတ်ကဲအဲ့တော့မင်းဒီစိတ်ဝိညာဉ်ကြီးပြောင်းနေကောင်မင်းနေဆိုလည်းနေတော့မနေနိုင်ဘူးဝိညာဉ်ကြောက်ပြီးပြီးလေပြီးတော့စိတ်ထဲမှာဘလို့ပြဘဝင်မှာခါကြက်ဆိုးလာဟာဘယ်သဘောပါလဲနော်ဘဝင်မှာတင်းကြက်ပြီးတော့တခါဆိုးကြက်လာစိတ်ကလေးကမနေနိုင်ဘူးအာနာပါနကမ္မထံလည်းယူပြီးအောက်ကဝိညာဉ်လည်းတက်လေဘဝင်ရကြက်လေစိတ်ကဆင်းရဲလေဘဝင်ကြက်လေကြက်လေခါကျစိတ်မောလေရင်မောလာဟောဘယ်သဘောဖြစ်လာပါလဲဒီစမ်းအောက်ကဝေဒနာတက်တာနဲ့အပေါ်ကခန္ဓာနဲ့ဘာဆိုင်လို့လဲဒါဖြင့်ဒီကြက်ပြီးမောလာတဲ့သဘောကဘာကြောင့်လဲလို့ပြန်ကြည့်တော့စိတ်ဆင်းရဲပြီးစိတ်မောမောနေတာဩဒီစိတ်ကြောင့်ဖြစ်လာပါလားနော်ဒီစိတ်နဲ့ဒီယုံနဲ့ရှင်ဘောရှင်ဘက်ဖြစ်နေပါလားစိတ်ဆင်းရဲလို့စိတ်အကျဉ်းချက်ဖြစ်လာလို့ရှိရင်ဘဝင်ကြက်လာပါလားစိတ်ကလေးချောင်ရင်ဘဝင်ချောင်သွားတယ်စိတ်ကလေးတင်းရင်ဘဝင်တင်းတယ်စိတ်ရှုပ်လို့ရှိရင်ဘဝင်ချုပ်လာဩစိတ်နဲ့ဒီယုံနဲ့အကြောင်းကျိုးဖြစ်ရမယ်ဒါဆင်ញင်သုံးသပ်လိုက်ပါပြီဒါကြတော့ဒီညမှာနော်ဝိပဿနာတက်စစ်နေပါနော်ဒါရီယာဒကာဓမ္မတွေအာရုံပြုရမှာခရင်ကောင်းခရင်နိုင်မယ်သို့တော်အလွန်တန်မိုးရှိပါတယ်နော်နှလုံးမသိနိုင်လို့ညံမမီလို့ရှိရင်ဘာတွေဟောနေမှမသိဖြစ်သွားလိမ့်တကယ်တမ်းကျတော့အလွန်တန်မိုးရှိတဲ့တက်စစ်နေပါနော်တရားကျင့်တဲ့ပုဂ္ဂိုလ်တွေဟာမိမိကျင့်ရလမ်းကြောင်းမှာဒီလိုတွေးကြုံပြီးတက်ရမှာပါလားလို့ပညာဘုဒ္ဓရတွေရအောင်ဦးဇင်းဟောခြင်းဖြစ်ပါတယ်နော်အာရုံပြုပြီးတော့အကဲခတ်ပါဘယ်သဘောတွေလဲသိအောင်အကဲခတ်ပါနော်အဲ့တော့ဒီစိတ်ကတရားမကျင့်ခင်တော့ဒီဘဝင်မချုပ်ဘူးမတင်ဘူးမကြက်ဘူးတရားကျင့်လို့ဝေဒနာတွေတက်လာတော့ဒီစိတ်ကတင်းလာတယ်ကြက်လာအဲ့တော့ဒီစိတ်ဆင်းရဲလို့ရှိရင်စိတ်ကျဉ်းကြက်ဖြစ်ရင်စိတ်မလှုပ်ရှားနိုင်ဘဝင်ကြက်စိတ်ချမ်းသာလို့ရှိရင်ဘဝင်ချောင်းတယ်အဲ့တော့ဒီစိတ်နဲ့ဒီဘဝင်အကြောင်းကျိုးဖြစ်ရမယ်အဲ့တော့ဒီကတရားလဲစထိုင်ရောစိတ်ကချမ်းသာတာပေါ့ဝိညာဉ်မတက်သေးဘူးဆိုတော့စိတ်ကလေးကချောင်းပြီးတော့ပေါ့ပါအဲ့တော့ဒီစိတ်ကြောင့်သိအောင်ဆိုပြီးတော့ဒီစိတ်ကလေးကိုတရားစထိုင်ထိုင်နေတဲ့အာနာပါနကမ္မထံမထူထောင်တော့ဘူးဒီဘဝင်လေးမှာကသူနေတဲ့နေရာလေးမှာသတိထားပြီးတော့ဝိညာဉ်မတက်ခင်ကစိတ်ကလေးချောင်းချောင်းလေးဖြစ်ပြီးတော့ရှင်းနေတာလေးကိုနဲ့ကြက်နေတဲ့ဘဝင်မရှိဘဲနဲ့ဘဝင်ချောင်းနေတာနဲ့အဲ့ဒီနှစ်ခုကိုဦးဇင်းသတိထားပြီးစောက်ချောက်ပြီးတော့သူ့ပုံမပြက်စိတ်လည်းထိညီမှုမရှိအောင်ဘဝင်လည်းမကြက်အောင်အဲ့ဒီလိုစိတ်အနေချောင်းအောင်ဘဝင်အနေချောင်းအောင်လေးဥစဉ်သတိထားပြီးတော့စောက်ချောက်သွားတာဝေဒနာတက်ချိန်လဲကြောက်ဝေဒနာတက်မှန်းလဲပြီးတော့ဒီစိတ်ကလေးကလှုပ်ရှားခြင်းမင်းမလှုပ်ရှားနဲ့ဒီစိတ်ကိုမလှုပ်ရှားနဲ့ချောင်းချောင်းနေလွတ်နေငကိုတိုင်းနေပုံမပြက်စေနဲ့အဲ့လိုကိုယ့်ကိုသတိပေးပြီးတော့ဘဝင်လေးကိုချောင်းအောင်ထားတယ်စိတ်ကိုလေးကိုလည်းရှင်းလေးထားတယ်ရုပ်တက်တာသူ့လို့ငါဒီမှာပဲနေမယ်ဆိုပြီးတော့ကိုယ့်လို့တာအဲ့ဒီလိုနဲ့သရဝရိယတွေစိုက်ပြီးတော့ကြိုးစားအားထုတ်တာဝေဒနာထိုးတိတ်တက်နေတဲ့အချိန်မှာလွတ်ဝင်ပြုတ်တယ်အဲ့ဒီလက်ကြောင့်ငကိုတော့ဘဝင်မှာထားနေတဲ့တတိပြီးစောက်ရှောက်မှုဒီစောက်ရှောက်เสียမလိုပဲနဲ့ရုပ်ကြီးနဲ့တခြားပြီးဖြစ်အောက်ကကြိုက်ခဲထုံကြီးနေတာကြီးကသိတယ်ကိုယ်နဲ့မဆိုင်လို့ဖြစ်နေတယ်ဘဝင်လေးကအေးပြီးချမ်းသာတယ်အရင်တော့ကဝေဒနာတက်လာလို့ရှိရင်စိတ်ဆင်းရဲပြီးတော့ဒီစိတ်ကလေးကျဉ်းကြပ်ပြီးဘဝင်နေကျဉ်းကြပ်ဖြစ်တယ်အခုတော့စိတ်ကလေးချောင်ပြီးတော့ဘဝင်ချောင်ပြီးဘဝင်ကြပြီးတော့နေတဲ့စိတ်ချမ်းသာနေတဲ့ဝေဒနာတွေဟာတက်နေအခါတိုင်းဒီအချိန်မှာဆိုဆင်းရဲနေစိတ်ဆင်းရဲတာပဲဖြစ်ပါလားဒီယုတ်ကြီးကဆင်းရဲတာမရှိပါလားနော်အရင်တော့ဝေဒနာတက်လိုက်ဒီပေါင်ကြီးကကြိုက်လို့ဒီဝေဒနာတွေကတက်လို့တင်းတာပေါ်လို့မခံနိုင်ဘူးတောင်းတာပေါ်လို့မခံနိုင်ဘူးထုံတာကျင်တာကြောင့်မခံနိုင်ဘူးထုံတာကျင်တာဆင်းရဲတယ်ကြိုက်တာဆင်းရဲတယ်ဒီလိုဆွတ်ဆွဲတာအခုတော့အဲ့ဒီဆွဆွဲချက်ကလေးမှားသွားပြီနော်ဒါဒိဋ္ဌိပြုတ်ပုံလေးပညာပြောင်းပုံလေးတွေဉာဏ်ကူးပုံလေးတွေပါနော်ပုရုဇဉ်မှန်သမျှနော်ရထရွာထဲမှာနေရတဲ့ပုဂ္ဂိုလ်ကြီးမေးကြည့်ဟာငါခေါင်းကိုက်လို့ဟိဇက်ထိုးလို့ဟိအကျော်တက်လို့ဟိဒူးနာလို့ဟိပေါင်ကိုက်လို့ဟိအဲ့ဒီညာဆင်းရဲတာခေါင်းကိုက်လို့ဆင်းရဲတယ်ဒူးနာလို့ဆင်းရဲတယ်အကျော်တက်လို့ဆင်းရဲတယ်အဲ့ဒီလိုမရှိပညာရှိပရမတ်ကိုမသိနော်အချက်မသိတော့သမတ်သခိုးထိန်ပြီးတော့ဆင်းရဲမှုမရှိတဲ့ရုပ်ကိုဆင်းရဲတယ်လို့ဥပါဒံပေးတဏှာဖြစ်ဒိဋ္ဌိတွေရဲ့မှားကအခုတော့အဲ့ဒီလိုတဏှာမရှိဒိဋ္ဌိပြုတ်သွားတယ်အရင်တော့ပေါင်ကကြိုက်လို့ဆင်းရဲတယ်ခြေထောက်ကကြိုက်လို့ဝေဒနာတွေတင်းတာတောင်းတာတက်လို့ဆင်းရဲတယ်
ဒီပေါင်ကြောင့်ဒီဝေဒနာတွေကြောင့်ဆင်းရဲတယ်လို့အယူမအမှန်မှအတိမှဖြစ်ခဲ့တယ်အခုတော့အဲ့ဒီအယူမအမှန်မှအတိမှပြောင်းသွားပြီပေါင်ကြိုက်တာထုံတာကျင်တာသည်ဆင်းရဲတာမဟုတ်ဆင်းရဲချမ်းသာသည်စိတ်ပဲဟောစိတ်ကြောင့်ဖြစ်သွားပြီအရင်တော့ရုပ်ဥပါဒံချတယ်အပြစ်ချတယ်အခုတော့ဘဝင်မှာရှိတဲ့စိတ်ကြောင့်ဖြစ်တာစိတ်ဆင်းရဲတာချမ်းသာတာရှိတာရုပ်သည်ဆင်းရဲတာချမ်းသာတာမဟုတ်အရင်အာနာပါနကမ္မထံထူထောင်တော့ပြန်သိနေတယ်အရင်တော့အာနာပါနကမ္မထံထူထောင်တဲ့အခါမှာဝေဒနာပေါ်လာရင်အာနာပါနကမ္မထံကိုအောင်ပြုတယ်ပြုလို့အာနာပါနကမ္မထံကိုရောက်အောင်ကတ်တဲ့အခါမှာအောက်ကဝေဒနာကြံနေခဲ့ပြီးတော့စိတ်ကလေးချမ်းသာပါတယ်။အော်အဲ့ဒီတုန်းကလည်းကြိုက်တာခဲတာထုံတာကျင်တာကြီးအောက်မှာရှိနေပါသေးလေရှိနေပါလေစိတ်ဒီအာနာပါနကမ္မထံပြောင်းတဲ့အခါမှာချမ်းသာနေတယ်။တိုက်ဆိုင်လို့ပြစ္ဆုတ်ပံဝေဒနာတက်လို့ဆင်းရဲမယ့်အချိန်မှာမဆင်းရဲဘဲနဲ့စိတ်ကလေးချမ်းသာတယ်။အဲ့လိုဆိုရင်ချမ်းသာမှုဆင်းရဲမှုဒီစိတ်ပဲရုပ်မဟုတ်ရုပ်ဒီသူ့ဘောသူသဘောသူဆောင်တာပဲရှိအခုလဲရုပ်ကဖောက်ပြန်တယ်စိတ်ကလေးကဘဝင်ကြပြီးလွတ်နေရုပ်ဝေဒနာတွေတက်နေတယ်နာမတဏှာငြိမ့်အဲ့ဒီလိုဆိုရင်ဆင်းရဲချမ်းသာသည်စိတ်ပဲဆိုတာပို့ပြီးတော့အားရှိတာအောက်ကရုပ်ကြီးကဆင်းရဲတာမဟုတ်စိတ်ဆင်းရဲစိတ်ချမ်းသာတာအဓိကကြတယ်ဆိုပြီးတော့အဖြေထွက်သွားပြီဒိဋ္ဌိပြုတ်သွားပြီတဏှာပြုတ်သွားပြီဥပါဒံပြုတ်သွားပြီဘယ်လိုဒိဋ္ဌိဘယ်လိုတဏှာဘယ်လိုဥပါဒံလဲပေါင်ကြီးကကြိုက်တယ်ခြေထောက်ကကြိုက်လို့နာလို့ဆင်းရဲတယ်ဆိုတဲ့ဒိဋ္ဌိပေါင်ကြီးကကြိုက်တယ်ဆိုတဲ့ဒိဋ္ဌိအဲ့ဒီပေါင်ကြီးကကြိုက်တယ်ဆိုတဲ့ယူထားတဲ့ဒိဋ္ဌိပေါင်ကကြိုက်လို့ဆင်းရဲတယ်ဆိုတဲ့ဆွဲလန်းထားတဲ့ဥပါဒံအဲ့ဒီဟာကြီးကကြိုက်လို့ဆင်းရဲလို့မခံနိုင်ဘူးဆိုတဲ့တဏှာအဲ့ဒီဒိဋ္ဌိတဏှာဥပါဒံချုပ်သွားတာနော်ဒိဋ္ဌိတဏှာဥပါဒံသောတာပန်မြင်တဲ့ဒိဋ္ဌိတဏှာဥပါဒံသရဂံမြင်တဲ့သောတာပန်ဒိဋ္ဌိတဏှာဥပါဒံအနာဂံမြင်တဲ့ဒိဋ္ဌိတဏှာဥပါဒံယဟန္တာမြင်တဲ့ဒိဋ္ဌိတဏှာဥပါဒံမတူဘူးနော်ခန္ဓာ၅ပါးချင်းလည်းမတူဘူးအခုကမူလသောတာပန်တို့ရဲ့သုလသောတာပန်လမ်းကြောင်းမှာသုလသောတာပန်တို့သိရမယ်ဟုတ်လားဒိဋ္ဌိတဏှာဥပါဒံတို့ချုပ်ကြောင်းတရားတွေပါနော်အဲ့ဒီလိုနဲ့ဒီစိတ်ကဆင်းရဲမှုချမ်းသာမှုဖြစ်တယ်ဆိုတော့ငါဝေဒနာတက်လာရင်အာနာပါနတိပြောင်းလို့လုပ်ရတယ်အကြောင်းမကင်းဘူးအခုတော့ဝေဒနာတက်လာရင်ဒီဝင်လေးချုပ်ချပြီးတော့လော့နေရတာအကြောင်းမကင်းဘူးဒီလိုဒါဆိုရင်ငါသေကံဒီအကြောင်းမကင်းလို့ရှိရင်နိဗ္ဗာန်ဆိုတာအကြောင်းကြီးနဲ့သွားလို့မရဘူးအကြောင်းအကျိုးချုပ်မှရမယ်နိဗ္ဗာန်ဆိုတော့ငါမှအကြောင်းမကင်းသေးပါလားကဲအဲ့ဒီတော့ဒီစိတ်ကြောင့်ဆင်းရဲတာနော်ဒီစိတ်ကြောင့်ချမ်းသာဒုက္ခဖြစ်တာကောင်းမကောင်းဖြစ်တာဒီစိတ်အဲ့တော့ဒီစိတ်ကြောင့်သိအောင်ကဲမင်းဝေဒနာပေါ်တင်စမ်းဆိုပြီးတော့ဒီစိတ်ဘာလဲလို့ဆိုပြီးတော့ကြည့်ကျင်တဲ့သရာတွေပေါ်လာတယ်ကဲဒီကကျတော့ဝေဒနာတက်လာပြီအာနာပါနကမ္မထာလည်းမပြောင်းတော့ဘူးဘဝင်လည်းမချတော့ဘူးတက်လာမဲ့ဝေဒနာပေါ်မှာနာမ်ဘယ်လိုလဲလို့ရှုလိုက်ထွက်စမ်းဒီစိတ်အရင်တော့ကောင်းမကောင်းဖြစ်တဲ့စိတ်နော်ဝေဒနာတက်လာရင်ဆင်းရဲတဲ့ချမ်းသာတယ်ဆင်းရဲတဲ့ချမ်းသာတယ်ဆိုတဲ့ကောင်တရားခံမတူလဲအဲ့တော့ဒီခန္ဓာထဲမှာတရားရှာရင်ရမယ်ဆိုတာဟုတ်ပြီဒီခန္ဓာထဲမှာတရားတွေရှိရတရားရှာတာဒီထုတ်ကြီးဖြည်ကြည့်တာပဲနော်ဘယ်သူကြည့်ချင်းဒီထုတ်ပဲဖြည်ကြည့်ရမှာအဲ့တော့ဒီထုတ်ဘာရှိလဲထွက်ဆိုပြီးတော့ဒီထုတ်ထဲရှိတာထွက်ခန္ဓာ၅ပါးတွေဘာတွေမသိအထုတ်ထဲဘာတွေရှိလဲဆိုပြီးဥစဉ်ထွက်ခိုင်းတော်တော်ဒီစိတ်ကလေးဟာဝေဒနာတက်လာလို့ရှိရင်ပြေးကျင်လာတယ်လှုပ်ကျင်လာတယ်အရင်လိုအာနာပါနကမ္မထာနဲ့ထူထောင်ကျင်လာတယ်ဘဝင်လေးပြေးကတ်ကျင်လာတယ်မကတ်နဲ့မင်းကောင်းကျိုးမကောင်းကျိုးချမ်းသာဒုက္ခအမျိုးမျိုးကြပြောင်းကြပြန်လုပ်နေတာမင်းဒီစိတ်နော်အဲ့တော့မင်းဝေဒနာတက်ပြီးတော့မင်းဘဲမှပြီးနေဒီဝေဒနာမှာနေဆိုပြီးတော့တခါဝေဒနာဝတင်ပေးတာဒီစိတ်ကလေးကမနေဘူးချုပ်သွားရောအရင်တော့ပါဆိုဒီစိတ်ကငါစိတ်အဲ့လိုဖြစ်ပြီးတော့စိတ်နဲ့ငါနဲ့စိတ်နဲ့ရောပြီးတော့ငါနာတယ်ငါဆင်းရဲတယ်ဖြစ်တာစိတ်မှာရာဂဆိုတဲ့ကိလေသာကတ်အဲ့ဒါကိုမသိဘူးအခုတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဒီစိတ်ကိုဘာလဲလို့သိကျင်တဲ့အယူဆပေါ်လာတော့စိတ်မှာကန့်ညိနေတဲ့ပေါက်ပင်လေစိတ်ကြီးလေစိတ်ဖြစ်နေတဲ့ဝါဒကြီးပြတ်သွားတယ်အဲ့ဒါတွေကပညာယူတဲ့အချက်တွေပါစိတ်ဆိုတာအရှုခံပါရုပ်ဆိုတာအရှုခံရှုဉဏ်နဲ့တတိအဲ့တော့အရှုခံနဲ့အရှုဉဏ်နဲ့ကံကတ္တမကွဲလို့လုံးထွေးနေလို့ရှိရင်ရုပ်တက်ပဲမြင်ရမယ်အခုတော့နာနဲ့ရုပ်တွဲရှုဖို့အတွက်လမ်းပေါ်လာဒီစိတ်ကြီးကိုပဲအရင်တော့ဥပါဒံဖြစ်ခဲ့တယ်အဲ့တော့ဒီစိတ်ကြောင့်ချမ်းသာဒုက္ခဖြစ်တယ်ဆိုတော့ဒီစိတ်ဝေဒနာပေါ်မှာဘယ်လိုလဲလို့သိကျင်တဲ့စေတနာလဲပေါ်လာရောကဲဝေဒနာတက်လိုက်ရင်ဒီစိတ်ထွက်ဆိုပြီးအသက်လွတ်ပြီးစိတ်ပေါ်မှာငါဆိုတဲ့ကန့်ညိမှုပြုတ်သွားတာပေါ့နော်သက်ကာယပြုတ်သွားတယ်ပြုတ်လိုက်တာပြုတ်တော့ဝေဒနာပေါ်မှာရာဂလည်းချုပ်သွားတော့ဒီစိတ်ကလေးကဖြတ်ဆိုချုပ်သွားတယ်ဖြတ်ဆိုလည်းချုပ်သွားစိတ်ကလေးကကြီးဝေဒနာတွေကတက်နေတယ်စိတ်ကလေးကကြီး
ရှောင်စရာလည်းမလိုဘူးပြေးစရာလည်းမလိုဘူးခွာစရာလည်းမလိုဘူးလွတ်စရာလည်းမလိုဘူးပြေးစရာလည်းမလိုဘူးကာကွယ်စောင့်ရှောက်စရာလည်းမလိုပဲနဲ့ပဂရိချုပ်ဒါပဲဒါတော့ဝိပဿနာဉာဏ်မပေါက်သေးဘူးစိတ်ကလေးချုပ်ပြီးတော့ကြည်ပြီးရက်နေတာပဲရှိအရင်လိုလှုပ်ခြင်းနဲ့စိတ်ဖြိုးခြင်းနဲ့စိတ်ပြေးခြင်းနဲ့စိတ်အာနာပါနထူထောင်ခြင်းနဲ့စိတ်နော်ဘဝင်ပြေးကခြင်းနဲ့စိတ်ပြုခြင်းနဲ့စိတ်ဟာတော်ခြင်းနဲ့စိတ်မရှိတော့ဘူးအရင်တော့ဝေဒနာတက်လာရင်လှုပ်ခြင်းဖြိုးခြင်းနဲ့အာနာပါနကမ္မဋ္ဌာန်းထူထောင်မှလွတ်တယ်ပြန်အာနာပါနကမ္မဋ္ဌာန်းပြုတ်ကြဝေဒနာကြီးပြန်ရောက်ဆင်းရဲနောက်တစ်ဆင့်ကျတော့ဝေဒနာတက်လာတယ်ဘဝင်လေးပြုတ်ချတာလွတ်သွားဘဝင်ကမပြုတ်ကြလို့ပြန်ကြီးလို့ရှိရင်ဆင်းရဲအကြောင်းမကင်းဘူးဒီအခါကျတော့မိမိပြုပြင်စရာမလိုပဲနဲ့ချုပ်နေတဲ့သဘောကိုတွေ့ပါအဲ့တော့မှတတိလွတ်လာရင်ပြန်ပေါ်လာတော့ဝေဒနာကြီးပြန်ဆင်းရဲကဲဆင်းရဲတဲ့စိတ်ကဲထွက်ဆိုပြီးဝေဒနာဘောပြန်တင်လှုပ်ပေးလိုက်တာမင်းဝေဒနာဘောနေစမ်းတလောက်တောင်မင်းကြပြောင်းကလန်အတွက်စိတ်ဆိုပြီးပြန်တင်ပေးလိုက်လို့ဝေဒနာဘောမှာနံဘယ်လိုလဲလို့ရှုလိုက်တာနဲ့အဲ့စိတ်ကလေးကဖြတ်ဆိုချုပ်အောင်ချုပ်သွားဘာစိတ်တွေချုပ်ရတယ်လဲလှုပ်ခြင်းနဲ့ဆိုတဲ့စိတ်ယုံခြင်းနဲ့ဆိုတဲ့စိတ်ပြင်းခြင်းနဲ့ဆိုတဲ့စိတ်ထားခြင်းနဲ့ဆိုတဲ့စိတ်တော်ခြင်းနဲ့ဆိုတဲ့စိတ်ရှောင်ခြင်းနဲ့စိတ်ရှားခြင်းနဲ့စိတ်ယုံခြင်းနဲ့စိတ်ကံခြင်းနဲ့စိတ်လွတ်တဲ့စိတ်လွတ်ကြောင်းချခြင်းနဲ့စိတ်သင်္ခါရတရားတွေတဏှာတွေဥပါဒံနော်အဲ့ဒီစိတ်တဏှာရာဂသင်္ခါရတရားတွေပေါ်လာတာအဲ့ဒီပေါ်လာတဲ့စိတ်တွေဟာစိတ်ပေါ်မှာငါဆိုတဲ့တက္ကာယပြုတ်သွားတဲ့အတွက်ကြောင့်နော်ဒီစိတ်ကလေးကတဏှာဥပါဒံကတ်ခွင့်မရှိတဲ့ကတဏှာဥပါဒံချုပ်လို့စိတ်ကလေးဒီတဏှာဥပါဒံရဲ့ကင်းရချုပ်ပါဖြစ်ပဂရိတန်ရှင်းမိကြီးနေအဲ့ဒါလည်းတွေ့တော့ဩဒီစိတ်ကလေးဟာအကြည်တက်ကလေးနဲ့ကြီးနေပါလားမိမိရှောင်စရာရှားစရာပြေးစရာလွှားစရာလည်းမလိုတော့ပါလားအဲ့ဒီလိုလည်းပြီးသွားတော့အဲ့ဒီအကြည်တက်ကလေးမျက်မှောက်ပြီးသားအဲ့ဒီအကြည်တက်လည်းမျက်မှောက်လည်းပြီးတော့ယုတ်ကြီးဘယ်လိုဖြစ်သွားလဲဆိုတော့ယုတ်ကြီးကဖွာဖွာနဲ့ပြက်နော်ယုတ်ကြီးကအမောမောဒီလိုရေမြုပ်ကြီးတဖြည်းဖြည်းပြက်ပြီးတော့ရွေ့ချနေသလိုရေမျောပြီးတော့မတိမတာရေမျောနေတဲ့ရေမျောတဲ့နေရာမှာရေမြုပ်တရားမတိမတာလေးတပြည့်ရွေ့နဲ့သွားရင်းနဲ့အဲ့ရေမြုပ်တရားရွေ့ရင်းနဲ့တပွားနဲ့ပြက်စီနေသလိုဘုံနေရာကကြီးလိုက်ရေမြုပ်ဒီလိုဖြစ်နေလိုက်ဒီနေရာကြီးလိုက်ခန္ဓာကိုယ်နှောင်းကြည့်လိုက်ရေမြုပ်ဒီလိုဖြစ်နေလိုက်ပြက်နေတာတွေ့လိုက်အဲ့ဒီလိုနဲ့ကြည်ရင်နဲ့ဘာဖြစ်လာလဲရေမြုပ်တုံးကြီးဖြစ်သွားတော့ခန္ဓာကိုယ်ကြီးကအမြုပ်တွေတတိစီနဲ့တပွားနဲ့ပြက်ပြီးတော့တရွေ့နဲ့လှုပ်ရှားပြီးတော့ဖြစ်နေတဲ့ရေမြုပ်ရေကန်ငယ်ကြီးလိုဖြစ်သွားတာဟာငါတရားရှာရတာတရားဆိုတာဘာမှလည်းမသိအတောင်ကြီးလားအလုံးကြီးလားအခက်ကြီးလားအယောင်ကြီးထွက်လာမလားဆိုတဲ့စိတ်နဲ့အခုတရားရှာတာအခုကတရားရှာတာကအတက်ကြီးလားအခက်ကြီးလားအယောင်ကြီးထွက်มาလားဆိုတာမဟုတ်ပဲနဲ့ခန္ဓာကိုယ်ကြီးကြည့်ရတာငါငကိုယ်တိုင်းမဟုတ်ပဲနဲ့ရေမြုပ်ခဲကြီးလိုဖြစ်နေပါလားအဲ့လိုညာမဲမှာတဲ့ကြီးစိတ်ထဲမြင်နေအဲ့လိုနဲ့စက်ကြည့်ရင်ရွှင်ရနေပါပြီလားအဲ့ဒီရေမြုပ်ကြီးဆိုင်ခဲကြီးဟာရေမြုပ်ကြီးဟာဝဲဩကားနဲ့တွေ့တဲ့အခါမှာဝဲကတော့အတွင်းရောက်သွားတဲ့ရေမြုပ်ခဲဟာပေါက်ကွဲပြီးပြည့်စည်သွားတယ်လို့ခန္ဓာကိုယ်ကဖောတခါလေးပြည့်စည်တော့တာပဲမိဘနေလွတ်သလိုနှောင်းဦးရနှောင်းလောသလိုတခါတည်းဖောနဲ့ခါပြက်တော့တခါကြောက်လာဟောငါတရားရှာတာလဲဘာတွေတွေ့လာလဲခန္ဓာကိုယ်ကြီးအပြက်ကြီးဖြစ်လာပါလားငါအကောင်းကြီးအောင်ပြီအခုတော့ပြက်လာပါလားကြာလီပြက်လေပါလားဟောဘယ်နေရာခြေထောက်ကြီးလဲပြက်ပေါင်ကြီးလဲပြက်ခါရီကြီးလဲပြက်ခန္ဓာကိုယ်ကြီးလဲပြက်လက်ကြီးလဲပြက်နောက်ကြောတွေကြီးလဲပြက်အပြက်လွတ်တဲ့နေရာလိုက်ကြတာမတွေ့ကြည့်လေပြက်လေကံနှောင်းရနန်းလို့သလိုမိဘနေလွတ်နေသလိုတော့တောင်ကြီးပြိုကျနေသလိုလို့နော်သဲပုံတိုင်းကြီးကျနေသလိုတခါခဲလုံးကြီးပြိုကျပြီးတော့တခါတည်းပေါက်ကွဲထွက်နေသလိုလို့မိုးရင်းခါမှာအနောက်တောင်နေရဒီကနေပြီးတော့လေမုန်တိုင်းကြီးမိုးရီချလာတဲ့ကအိုးနဲ့တခါတည်းလေမိုးရီထန်တစ်ပင်နေအချင်းချင်းတိုက်ခတ်ပြိုဝဲမတက်ပြီးကြောက်စရာကောင်းဖြစ်လာဟာဖောတခါစူညံပြီးတော့ပြိုပြက်တက်လာတခါတည်းခန္ဓာကိုယ်ကြီးကကြောက်စရာအတုံးကြီးဖြစ်လာဟာငါ့ဒီရုပ်ကြီးဟာအတောင်တုံးလုံးခဲအခိုင်မာကြီးလို့အောင်မေအခုတော့ဘေဟုတ်မလဲအလွန်ကြောက်စရာကောင်းအောင်ပြည့်စည်နေတယ်အပြစ်တုံးကြီးပါလားအဲ့ဒီလိုပြည့်မြင်တာအဲ့ဒီလိုပြစ္ဆုတ်ပံပရမပြည့်နေတဲ့သဘောဉာဏ်နဲ့မြင်နေတာအဲ့ဒီလိုမဟုတ်ဘူးကိုကပြည့်နေတဲ့သဘောမမြင်ဘူးသွားပြီးပြည့်တယ်လို့တင်ညာပေးတာလည်းမဟုတ်သူ့ဘာသူအပြစ်မြင်တယ်အဲ့ဒီလိုနဲ့ချွေးနေတဲ့ကကြာလီပြက်လေဘယ်လောက်ပြက်လာလဲဆိုတော့ဒီရုပ်ကြီးနဲ့ပေါင်းကြောက်သွားပြီထိုင်ရမှာကြောက်ထားမှာကြောက်သွားမှာကြောက်လာမှာကြောက်နေရမှာကြောက်ကိုယ်ကြီးရုပ်ကြီးပါတယ်မဲ့ဒီရုပ်ကြီးကတဖွာဖွာနဲ့ပြက်လေကြောက်လေပြေးတော့လွတ်လာမလို့ဒီရုပ်ကြီးကပါတော့ထိုင်လို့လည်းမရထားလို့လည်းမရဟိုလူနဲ့သွားစကားပြောလို့လည်းမရနော်မသိကြအောင်ဆောင်းလို့လည်းမရနောက်တော့ဘယ်လိုဖြစ်လဲဆိုဝရမ်းပြေးတယ်လို့တခါဒီရုပ်ကြီးနဲ့လွတ်တဲ့နေရာလိုက်ပြေးနေရပြေးလေကြောက်လေဒီရုပ်ကြီးကပြက်လေပြက်မှန်းသိလို့ကြည်လေပြက်လေဖြစ်လာတာဟာတခါတည်းကိုကျုံးနေပြီ
ဘယ်လိုမှကြောက်ညအဲ့လိုလည်းမရတော့အဲ့ဒီချိန်မှာတင်းအခုဘီလင်းဆရာတော်ကြီးကတန်ဃာအစည်းအဝေးရှိတယ်တန်ဃာတွေအားလုံးကျောင်းတော်ကြွပါဆိုဖိတ်တဲ့ခါကျတော့သွားတဲ့ခါဆရာတော်ကြီးကညီညွတ်တရားဟောလို့လည်းပြီးရောဦးစင်းကိုလှမ်းပြီးဥစ္စာနီမာတဲ့တပည့်တော်သုံးမတဲ့စကားကိုအရှင်ဖျားသဘောကျရလားဗျာမေးရကတပည့်တော်မသိဘူးဗျာ